ယမန်နေ့ညကတကဘာလုံးဟာကျွန်တော်လုံးဝနားမလည်နိုင်တဲ့ပုံစံမျိုးနဲ့ပြောင်းလဲသွားခဲ့တယ်။ကဘာကုန်စည်နှုန်းတွေဟာအစပေါင်းတသန်းမှကထိုးကျသွားပြီးဘလောက်အထိဖြစ်သွားလဲဆိုရင်တရွန်တဲနဲ့ဖူဂျီတောင်ကိုဝယ်လို့ရနေပြီးနှစ်ရွန်ဆိုရင်အမေရိကန်က Wall Street တစ်ခုလုံးကိုဝယ်လို့ရတဲ့အထိပဲ။ဒါပေမဲ့ထူးဆန်းတာကကျွန်တော်စီကပတ်စံကတော့တခုတည်းသောတက်ရောက်မှုမရှိပဲကြံရစ်ခဲ့တဲ့အရာဖြစ်နေပြီးကျွန်တော်ကတော့ဒါတွေဖြစ်ပျက်သွားမှန်းလုံးဝမသိသေးဘူး။အဲ့ဒါနဲ့ပဲကျွန်တော်ဟာဘာမှမဖြစ်ခဲ့တဲ့လိုမျိုးအမေကစီစဉ်ပေးတဲ့မျက်နှာချင်းဆိုင်ရဲ့ချင်း blind date ကိုသွားခဲ့တယ်ကျွန်တော်ရှိမှထိုင်နေတဲ့ကောင်မလေးကကျွန်တော်ကိုတီတီတက်နဲ့ကြည့်ပြီးပြောလာတယ်။ပွင့်ပွင့်လင်းလင်းပဲပြောမယ်ရှင်ကျမကိုလက်ထက်ချင်းရင်အနည်းဆုံးစတူယမ်မီတာ100ရှိတဲ့အိမ်တစ်လုံးချစ်ကားတစ်စီးနဲ့တင်တောင်းငွေ9မောက်တူးမြ3.5ရွန်ရှိရမယ်။ကျွန်တော်လဲကြောင်အန်းနဲ့မျက်တောင်ခတ်ပြီးပြန်မေးလိုက်မိတယ်။ဘာ9မောက်ဟုတ်လား။သူမကဒါဟာလုံးဝပုံမှန်ကိစ္စတစ်ခုလိုမျိုးခေါင်းညိပြတယ်။ဟုတ်တယ်9မောက်ကျွန်တော်လဲမျက်မှောင်ကျုပ်ပြီးမနေနိုင်ပဲပြောလိုက်မိတယ်နေပါဦးမင်းကျွန်တော်ကိုနောက်နေတာလား။သူမကလက်ပိုက်လိုက်ပြီးခက်ပြက်ပြက်ပဲပြန်ပြောတယ်။ရှင်းရှင်းလင်းလင်းပြောရရင်တော့လူစင်းရဲလေးရဲ့ကျွန်တော်လဲကိုနာကိုမယုံနိုင်ပဲအမြန်ကောင်းခါပြီးပြောလိုက်တယ်မဟုတ်ဘူးမမလေးကျွန်တော်နားကြမှားတာထင်တယ်တကယ်ပဲ9မောက်လို့ပြောတာတေချာလို့လားဒါပေမဲ့သူမကကျွန်တော်ကိုပြက်ပြက်တသားစိုက်ကြည့်ပြီးပြောတယ်ရှင်နားမမားပါဘူးတင်တောင်းငွေက9မောက်ပဲရှင်ကျမကိုလက်ထက်ချင်ရင်တပြားမှရှော့လို့မရဘူးကျွန်တော်လဲလုံးဝစွန့်ပြီးစိုက်ကြည့်နေမိတော့သူမကထပ်ပြောသေးတယ်ကျမတောင်းဆိုတာများတယ်ဆိုတာသိပါတယ်ဒါပေမဲ့ကျမမိဘတွေကကျမကိုတော်တော်ပင်ပန်းပန်းကျွေးမွေးဆောင်ရှောက်ခဲ့ရတာကျွန်တော်ခေါင်းထဲမှာတော့လုံးဝရာသီဥတုတွေကမောက်ကမဖြစ်နေပြီနေပါဦးတင်တောင်းငွေကတကယ်ပဲ9မောက်ထဲလားသူကတကယ်ပဲဖုံးကွယ်ထားတဲ့တထေးကြီးမို့လို့များလားမစင်စားမိပဲကျွန်တော်ပါဇက်ကလှုပ်ခနဲ့ထွက်သွားတယ်မင်းကတကယ်တထေးကြီးတယောက်မဟုတ်ပါဘူးနော်ဒီစကားကသူမကိုချက်ချင်းမျက်စောင်းထိုးသွားစေပြီးဒေါသတကြီးအော်တော့တယ်ဘာရီလာလျှောက်ပြောနေတာလဲရှင်မတက်နိုင်ရင်လည်းဖယ်လိုက်တော့ပြီးတော့သူမကလက်ကိုခါရမ်းပြီးပေါ့ပေါ့တန်တန်ပဲထပ်ပြောတယ်စိတ်မပူပါနဲ့ရှင်စီကအမျက်မစားပါဘူးဒီကော်ဖီဘိုးကိုကျမဘာသာကျမရှင်းမယ်ရှင်တရွံ့မဲထုတ်နိုင်ရင်တော့မှပြီးတော့အေးဆက်ဆက်လေးတန်နဲ့အဆုံးသက်လိုက်တယ်ရှင်ငိုယိုပြီးတင်တောင်းငွေအများကြီးနဲ့လာတောင်းမှရင်တော့ကျမသဘောတူမှာမဟုတ်ဘူးကျွန်တော်လဲခေါင်းခါပြီးမတ်တက်ရက်လိုက်တဲ့အိမ်ပြန်ပြီးတစ်လကိုတန်းလောက်ရနေတဲ့ကျွန်တော်ရဲ့ live stream လုပ်ငန်းကိုပဲဆက်လုပ်ဖို့ပြင်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကျွန်တော်ဖုန်းကရုတ်တရက်တုန်ခါလာတယ်ဖုန်းကိုကင်ပြီးပြောလိုက်တယ်ဟဲလိုဘယ်သူလဲခင်ဗျာတစ်ဖက်ကနေအတန်ထွက်လာတယ်ဟဲလိုမစ္စတာဆန်ချန်လားခင်ဗျာကျွန်တော်မျက်မှောင်ကျုပ်ပြီးဟုတ်ပါတယ်ကျွန်တော်ဘာကိစ္စရှိလို့လဲအဲ့ဒီလူကအမြန်ရှင်းပြတယ်အကို online ကနေဝယ်ထားတဲ့စူပန်948စူပန်948ကစင်ကြန်မြို့ကိုရောက်နေပါပြီဒီပစ္စည်းကအရန်တန်မိုးကြီးတာမို့လို့အကိုကိုယ်တိုင်ဘယ်ချိန်လာယူနိုင်မလဲဆိုတာအတီးပြုပေးစေချင်လို့ပါကျွန်တော်လည်းမယုံနိုင်ပဲရေးမိသွားတယ်ဘာရီလာလျှောက်ပြောနေတာလဲကျွန်တော်ကအပျော်စိုးဖို့မော်တဲ့အယုတ်ပဲဝယ်ထားတာမြို့လေပူတာယုံမှာပဲထားခဲ့လိုက်ဒါပေမဲ့အဲ့ဒီလူကချက်ချင်းပြတလဲနဲ့ပြောတယ်မဟုတ်ဘူးလေအကိုဟာအကိုကတော့နောက်ပြီးဒါကဘိုးအင်း948ဘိုးအင်း948လေရင်ကြီးလေပြားကျွန်တော်တို့မှာတတိအဆက်တရာရှိရင်တော့စွမိတ်ပြီးဒီအတိုင်းပြထားခဲ့ရပါမလားအကိုကိုယ်တိုင်လာမှဖြစ်မှာပါသူတို့တွေယူနေပြီလို့ကျွန်တော်ပို့ပြီးတေချာသွားတယ်အဲ့ဒါနဲ့ပဲကျွန်တော်3ရွယ်နဲ့ဝယ်ထားတဲ့ပလတ်စတစ်မော်ဒယ်အယုတ်ကိုခင်ဗျားတို့ပြည်နယ်ကလေရင်အစ်စ်လိုလာလုပ်နေတာလားကဲထားပါဘယ်နားမှလဲကျွန်တော်နောက်မှလာခဲ့မယ်သူကအမြန်ပြန်ဖြေတယ်ကျွန်တော်တို့စင်ကြမ်းနိုင်ငံတကာလေဆိပ်ကကွင်းပြင်ထဲမှာရှိနေပါတယ်ဒီနေရာပို့ပေးလိုက်ပါမယ်အဲ့ဒါနဲ့ပတ်စံချွေထားတဲ့အနေနဲ့လေဆိပ်ကိုသွားဖို့လမ်းမှာဘတ်စကား2စီးကိုတားပြီးမေးလိုက်တယ်ဟေးလေဆိပ်ကိုသွားရင်ဘယ်လောက်ကြာလဲချက်ချင်းပဲကားမောင်းသမားတိုင်းကကျွန်တော်ကိုလူယူတယောက်လိုစိုက်ကြည့်ကြတယ်တယောက်ကမျက်မှောင်ကျုပ်ပြီးဘယ်လောက်လဲဟုတ်လားကောင်းလေးမင်းအိမ်မက်နေတော့လား TV ဇလန်းတွဲတွေအချိများသွားပြီးထင်တဲ့လက်တွေနဲ့စိတ်ကူးရင်ကိုတော့မခွဲခြားနိုင်တော့ဘူးနောက်တစ်ယောက်ကနှာခေါင်းရှုံပြီးဒီခေတ်လူငယ်တွေမင်းတို့ရဲ့ဘဝင်မြင့်မှုကခြေစော်နန္ဒာထက်တောင်စိုးသေးတယ်ပါဇက်ဖွင့်လိုက်ရင်ပဲရွှန်တွေအကြောင်းဟိုလူအကြောင်းဒီလူအကြောင်းနဲ့ပြီးတော့အခြားတစ်ယောက်ကလည်းလှောင်ပြောင်ပြီးဝင်ပြောတယ်ကောင်းလေးထီပေါက်မဲ့အိမ်မက်တွေမက်မနေနဲ့ TV ထဲကညာရင်းချင်းချမ်းသာသွားတဲ့ပုံမြင်တွေက9ရွယ်ဆိုရင်တော့အတူတွေပဲနောက်အတန်တစ်ခုကလည်းထောက်ခံတယ်ဟုတ်ပြာစာကိုပဲတေးသေးချာချာတင်ပြီးတလားကိုအနှဲငယ်တော့ပြဆင့်ပေးရတဲ့အလုပ်ကိုရှာလို့စမ်းပါအဲ့ဒါဆိုရင်တော့မင်းရဲ့ဘိုးဘွားတင်ချိုင်းကနေအစိမ်းရောင်မီကိုတွေထွက်တဲ့အထိပြန်ကောင်းလာပြီသူတို့ပြောတာတွေကိုနားထောင်ရင်ကျွန်တော်ပို့ပြီးတော့ဝေခွဲမရဖြစ်လာပြီးစဉ်းစားမိတယ်ဒီလူတွေဘာဖြစ်နေကြတာလဲဒီနေ့တင်တောင်းငွေကလည်း9မောက်ထဲငါကဘတ်စကားကတက်တာအောင်မေးတာကိုအခုတော့အထင်သေးခံနေရပြီကျွန်တော်နည်းနည်းဒေါသထွက်လာတယ်အထူးသဖြင့်ဝစ်စုံပြေးဝစ်ထားတဲ့လူတစ်ယောက်ကကျွန်တော်ကိုဆက်ဆုပ်ရွှာစွာကြည့်ပြီးပြောလာတဲ့အချိန်မှာပဲသူ့ဝစ်စုံကိုလည်းကြည့်ဦးပလက်ဖောင်းဘေးကအဝစ်စားတွေရုပ်ဆိုးလိုက်တာမင်းကိုအနှဲငယ်တော့ရွံ့နဲ့ပြန်ရောက်ရင်တော့ဘယ်လောက်တန်မှမိုးလို့လဲကျွန်တော်ကသူ့ကိုစိုက်ကြည့်ပြီးခမရကဘာကောင်မို့လို့လဲလို့ပြန်မေးလိုက်တယ်သူကချက်ချင်းပဲမောက်မာစွာနဲ့ပြန်ပတ်တယ်ငါကစင်ကြမ်းမျိုးရဲ့အုတ်ထင်းသူပဲဘတ်စကားခပေးဖို့ပတ်စံမရှိရင်အမြန်ဆင်းသွားစမ်းကျွန်တော်ရဲ့တီးခံနိုင်စွမ်းကုံဆုံးသွားပြီးသူ့ကိုစိုက်ကြည့်ကပြောလိုက်တယ်ခမရယူနေလားဘတ်စကားကဘယ်လောက်လဲလို့မေးတာဘာမှလို့လဲဘယ်တော့ကစလို့အနှဲငယ်တော့ရွံ့အကြောင်းမေးတာကသူတပားအပေါ်ဆရာကြီးလို့ဆရာဖြစ်သွားရတာလဲဒီစကားတွေကျွန်တော်ပါဇက်ကထွက်သွားတာနဲ့တပြိုင်နက်ဘတ်စကားတစ်စီးလုံးရုပ်တဲဖြစ်သွားပြီးလူတွေကအော်ကြတော့တယ်ကြားလိုက်ကြလားသူကမောက်လို့ပြဆန်တိုလို့မပြောဘူးရွံ့တဲ့ပြရွံ့နဲ့နောက်တစ်ယောက်ကရဲပြီးကောင်လေးအိမ်မက်လို့ရပါတယ်ဒါပေမဲ့အိမ်မက်ကိုလက်တွေ့လို့မထင်လိုက်နဲ့အယူဖြစ်သွားဖို့လွယ်လေးပဲလို့ပြောတယ်အခြားတစ်ယောက်ကလည်းနှာခေါင်းရှုံပြီးအနှဲငယ်တော့ရွံ့ဟုတ်လားမင်းတကယ်ပဲတရွံ့ထုတ်ပြနိုင်ရင်ငါဒီဘတ်စကားတစ်စီးလုံးကိုဝါစားပြစ်မယ်လို့ပြောတယ်အဲ့ဒီအချိန်မှာကျွန်တော်ဟာဇဝေဇဝါဖြစ်ခြင်းနဲ့မယုံနိုင်ခြင်းတို့ကြားမှာလုံးဝကြောင်အန်ရက်နေမိပြီးပတ်စံနဲ့ပတ်သက်ပြီးကျွန်တော်တီးထားသမျှအရာအလုံးဟာကမောက်ကမပြောင်းလဲသွားခဲ့ပြီဆိုတာကိုမရိပ်မိသေးဘူးလူအုပ်ကြီးကကျွန်တော်ကိုဝိုင်းပြီးဆဲဆိုနေကြတာကိုကြည်ရင်ဝစ်စုံဝစ်ထားတဲ့လူကအဲ့ဒီအချိန်တွေကိုအပြည့်အဝတာယာနေတာကိုကျွန်တော်အတိုင်းသားမြင်နေရတဲ့သူကရင်ဘက်ကိုပင့်ပြီးမျက်နှာမှာဆက်ဆုပ်ရွှင်ရှာဖွယ်မောက်မာမှုတွေနဲ့ပြည့်နေနေရင်ရှာတက်ကပြောတယ်။ထောက်အမွေးမစုံသေးတဲ့ကောင်လေးကအတိုင်းအဆကိုမသိဘူး။ဦးလေးကဒီနေ့သူ့ရဲ့သားနာတဲ့ကာကြီးပြုပြင်ထိန်းသိမ်းရေးဝင်နေလို့မစည်းလာတာမင်းကားမစီးမိတာလား။ပြီးတော့သူကပြုံးစီစီနဲ့ထပ်ပြောတယ်
ပတ်စံမရှိရင်ငါ့ကိုဦးလေးလို့ခေါ်လိုက်မင်းကားစီးဖို့ပတ်စံပေးမယ်ဘာပဲဖြစ်ဖြစ်ငါရဲ့တလားလားစာကတိတိကျကျနှစ်ပြားခွဲ2.5 ဆင့်ရှိတာကိုဘေးကလူတွေကလည်းတဝါဝါရေမောကြပြီးပြဿတစ်ခုကိုကြည့်နေရတယ်လို့မျိုးလှောင်ပြောင်တန်းတွေထပ်တူကြနေကြတယ်ကျွန်တော်ကတော့ရက်နေရင်စဉ်းစားနေမိတယ်ဒီနေ့လူတွေဘာဖြစ်နေကြတာလဲဘာလို့ဒီလိုတွေလုပ်နေကြတာလဲဒါကတကယ်ပဲစနစ် system ကငါ့ကိုလာနောက်နေတာလားဒါကြီးကအတူကြီးလိုပဲအကယ်၍ဒီကဘာကချမ်းသာတဲ့လူတွေကမှတလားကိုတန်းပဲရတာဆိုရင်အခုချိန်မှာငါကနိုင်ငံတစ်ခုလုံးထက်ပိုချမ်းသာနေတာပေါ့ဟုတ်လားဒီအတွေးကကျွန်တော်ကိုတော်တော်လေးရိုက်ခတ်သွားပြီးရေတောင်ရဲချင်းမိသွားတယ်စိတ်ကခဏလောက်လွင်သွားပြီးမျက်နှာချင်းဆိုင်ရဲ့ချင်းကကောင်မလေးကိုတတိယမိသွားတယ်သူကတကယ်တော့တော်တော်လေးလာပါတယ်နောက်တစ်ခါကျရင်ပတ်စံနဲ့ပဲသူ့ပါဇက်ကိုပိတ်ပစ်လိုက်ရင်ကောင်းမလားကျွန်တော်ရဲ့အတွေးတွေကတောရောက်တောင်ရောက်နဲ့ YouTube တဲ့ဘက်ကိုမရောက်ခင်မှာပဲတယောက်ကရုတ်တရက်អော်လိုက်တယ်ဟေးမင်းစင်းမလားမစင်းဘူးလားမစင်းရင်ကားပေါ်ကထွက်သွားကျွန်တော်ကသတိပြန်ဝင်လာပြီးမျက်မှောင်ကျုပ်ကပြောလိုက်တယ်ကျွန်တော်ကဘယ်လောက်ကြလဲလို့ပဲမေးတာလေခင်ဗျားတို့အားလုံးယူနေကြတာလားဒါပေမဲ့သူတို့တွေကတယောက်ကနှာခေါင်းရှုံပြီးကောင်းလေးမင်းကရွမ်အကြောင်းပဲပြောနေတာပဲကောင်းပြီအခုမင်းတကယ်ပဲအနေငယ်တော့ရွမ်ကိုထုတ်ပြနိုင်ရင်ငါမင်းကိုဒီနေရာတင်အဖေလို့ခေါ်မယ်လို့ပြောတယ်အဲ့ဒီအချိန်မှာကျွန်တော်ဘာမှတိုးဆုပ်မနေပဲအိတ်ကက်ထဲကိုလက်နိုင်ပြီးပတ်စံကိုထုတ်လိုက်တယ်လူတိုင်းအဲ့ဒါကိုမြင်လိုက်ရတဲ့ကမ္ဘာအမြန်ဆုံးအချိန်မှာပဲဘတ်စကားတစ်စီးလုံးတိတ်ဆိတ်သွားခဲ့တယ်ကျွန်တော်ကဒင်္ဂါပြားလေးပြားကိုလေထဲကိုပေါ့ပေါ့ပါပါပဲမြှောက်တင်လိုက်ပြီးအလင်းပြန်ပြီးလဲပတ်နေတဲ့ဒင်္ဂါတွေကိုကြည့်နေလိုက်တယ်ပြီးတော့အဲ့ဒီဒင်္ဂါပြားတွေကဆူရှာတဲ့တူတန်နဲ့အတူကျွန်တော်လက်ဖွားတွေကိုကွက်တိပြန်ကျလာတယ်ဘေးကလူတိုင်းဟာလုံးဝစွန့်ပြီးမင်းတက်သွားကြစဉ်ကျွန်တော်ကနှာခေါင်းရှုပ်ပြီးပြောလိုက်တယ်ဟွန်းတရွံထဲတင်ရှိတာကိုခင်ဗျားတို့ကဘာလို့ဒီလောက်တောင်အထူးဆန်းလုံးနေကြတာလဲဒါပေမဲ့သူတို့ရဲ့မျက်လုံးတွေကတော့ကျွန်တော်လက်ထဲကဒင်္ဂါပြားတွေစီမှာပဲကပ်ပါသွားကြတယ်တယောက်ကမယုံနိုင်ပဲတူတူလေးရေရွတ်တယ်အဲ့ဒီအယောင်ဝအဲ့ဒီအထီတွေ့ဒါတွေကအစ်စ်အမှန်ယွမ်တွေပဲနောက်တစ်ယောက်ကထစ်ထစ်အနဲ့မဖြစ်နိုင်တာဘလို့လို့အစ်စ်ဖြစ်နိုင်မှာလဲအဲ့ဒါလေးယွမ်တောင်လေးမင်းဘလို့လို့တာကိုဒီလောက်ပေါ့ပေါ့တန်တန်ထုတ်ပြနိုင်ရတာလဲကျွန်တော်ကဒင်္ဂါပြားတွေကိုကျမ်းပြင်ပေါ်ကျသွားမှစိုးရင်တလူမျိုးကြည့်နေကြတဲ့သူတို့မျက်လုံးတွေကိုမြင်နေရပြီးဒင်္ဂါတွေကိုတစ်ခါပြန်ပြီးပေါ့ပေါ့ပါပါမြောက်ကစားပြလိုက်တယ်ကျွန်တော်ကနောက်ဆုံးမှာအဲ့ဓာတွေကိုလက်တစ်ဖက်ထဲနဲ့ဖမ်းပြီးအိတ်ကက်ထဲကိုအရေးမဆိုင်တလို့ပြန်ထည့်လိုက်တဲ့ခါမှာတော့လူအုပ်ကြီးတစ်ခုလုံးဟာတန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုကိုကျွန်တော်လွတ်ပစ်လိုက်တယ်လို့မျိုးတုတ်ပြန်ကြတော့တယ်။နှမျောစရာကြီးလို့တယောက်ကအော်တယ်။ဟုတ်ပါဗျာကျမ်းပြင်ပေါ်ကျသွားရင်ဘယ်လိုလုပ်မလဲလို့နောက်တစ်ယောက်ကစိုးရိမ်တကြီးဝင်ပြောတယ်။အခြားတစ်ယောက်ကလည်းငါမှသာအဲ့ဒီလိုသားမျိုးရှိရင်အသေးသက်မိမှလို့အော်တယ်။ကျွန်တော်ကတော့ဒင်္ဂါပြအနေငယ်အတွက်နဲ့စိတ်ယူပေါက်နေကြတဲ့သူတို့တွေကိုရက်ကြည့်နေမိတယ်။အဲ့ဒီအချိန်မှာအခြားလူတစ်ယောက်ကမျက်လုံးတွေအယောင်တောက်လျက်ရှိကိုတူးလာပြီးပြောတယ်သူ့ကိုကြည့်ဦးသူကတေချာပေါက်တထေးတာ Red Second Generation ပဲ။ပြီးတော့နောက်တစ်ယောက်ကအရှက်မရှိပဲပြောလာတယ်အကိုကစာရီအများကြီးတင်ထားတာဖြစ်ရမယ်ညီမကအကြောင်းရဲ့အလှပကေးပါညီမကိုအနေငယ်တော့ပြပဲပေးရင်တော့ညီမကအပြိုစင်လေးပါပဲနော်ကျွန်တော်လည်းသူတို့ကိုလူယူတွေလိုကြည့်ပြီးမင်းတို့အိမ်မက်မက်နေတာလားခင်ဗျားတို့မျိုးသားတာအတိတာကြီးပဲလို့ပြောလိုက်တယ်ပြီးတော့ဝစ်စုံဝစ်ထားတဲ့လူဘက်ကိုပြန်လှည့်ပြီးအေးဆက်ဆက်ပြောလိုက်တယ်ခင်ဗျာမဟုတ်လားအစ်စ်တာဆိုရင်ငါ့ကိုအဖေလို့ခေါ်မယ်ဆိုတာဒီစကလုံးတွေသူ့ကိုထိမှန်သွားတဲ့အခါမှာတော့သူ့မျက်နှာဟာဖြူကျော်သွားပြီးလမ်းပြောက်သွားတယ်လို့ဖြစ်သွားတယ်ဒါပေမဲ့သူ့မျက်လုံးတွေကကျွန်တော်အိတ်ကက်စီကိုရောက်သွားတဲ့အချိန်မှာပဲအမူအရာကချက်ချင်းပြောင်းလဲသွားတာကိုကျွန်တော်မြင်လိုက်ရတယ်ရှက်ကိုရှက်ကန်ဖြစ်နေတဲ့အမူအရာကနေလောဘဇောရီစီကိုချက်ချင်းကူးပြောင်းသွားပြီးသူကချက်ချင်းရှိကိုတိုးလာကရှက်မရှိပဲပြောတော့တယ်။နေပါဦးအသက်အရွယ်ကွာခြားချက်ကိုစိတ်မရှိဘူးဆိုရင်ကျွန်တော်ကတော့ချမ်းသာတဲ့ကောဖာတာကာဖာတယောက်ကိုအဖေဖြစ်အတိမတ်ပြရတာဘာမှမရှုံးပါဘူး။ပြီးတော့ဘာမှတိုးဆုပ်မနေပဲခေါင်းကိုညှုပ်ပြီးပြောတယ်။အဖေကျွန်တော်နာမည်ကန်စီပါအဖေကကျွန်တော်ကိုခန္ဓာကန်လို့ခေါ်နိုင်ပါတယ်ခင်ဗျာ။ကျွန်တော်ရွှေရှာမိသွားပြီးခက်ပြက်ပဲអော်လိုက်တယ်လစ်ဆန်းယုံစရာကြီးဒီယူသွနေတဲ့လူအုပ်ကြီးကိုကြည့်ရင်ကျွန်တော်နောက်ဆုံးတော့အချက်တစ်ခုကိုတေချာသွားခဲ့ပြီးကမ္ဘာကုန်စည်နှုန်းတွေကတကယ်ပဲပြိုလဲသွားခဲ့ပြီးအဲ့ဒီအတိတ်ပဲကအခုအချိန်မှာကျွန်တော်ကနိုင်ငံတစ်ခုလုံးထပ်ပိုပြီးချမ်းသာနေပြီဒီအတိဝင်လာတာနဲ့အတူနောက်ထပ်အတွေ့တစ်ခုကခေါင်းထဲကိုချက်ချင်းရောက်လာတယ်အကယ်၍လူရန်တာငါကိုတထေးကြီးဖြစ်သွားပြီဆိုတာသိရင်ငါရင်ခွင်ထဲကိုချက်ချင်းတိုးဝင်လာမှာမဟုတ်ဘူးလားဟုတ်တယ်မလားဒါပဲဖြစ်ကျွန်တော်ဝယ်ထားတဲ့လေယာဉ်မော်တွေကသူမရဲ့မောင်လေးအတွက်မွေးနေ့လက်ဆောင်ပေးဖို့လေဒါကိုတော့ပျက်စီးအောင်ဖြစ်မခံနိုင်ဘူးအဲ့ဒါကြောင့်အချိန်မဖြုံးတော့ပဲလေစိတ်ကိုသွားဖို့တက္ကစီတစ်စီးချက်ချင်းဖမ်းဆီးလိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်3နှစ်ပတ်လုံးလိုက်လံပူပန်ခဲ့ရတဲ့တက္ကသိုလ်ကနတ်သမီးလေးလူရန်အကြောင်းကိုတွေးနေမိတယ်သူမရဲ့မောင်လေးကလည်းကျွန်တော်ကိုအမြဲတမ်းကူညီပေးခဲ့တာမို့လို့ကျွန်တော်ကသူ့အပေါ်အမြဲတမ်းရက်ရောရှိခဲ့တယ်မကြခင်မှာပဲတက္ကစီတကားကိုဖွင့်ပြီးလေစိတ်ရဲ့အခန်းမထဲကိုခြေလန်းလိုက်ပြီးစောစောကဝန်ဆောင်မှုနံပါတ်ကိုဖုန်းခေါ်ဖို့ပြင်လိုက်တယ်ဒါပေမဲ့ရုတ်တရက်ကျွန်တော်ဖုန်းကမြည်လာတဲ့မျက်နှာပြင်ကိုကြည့်လိုက်တော့သူမဖြစ်နေတဲ့လူရန်ချက်ချင်းပဲစိတ်လှုပ်ရှားမှုတွေဝေစီသွားပြီးစဉ်းစားမိတယ်ဒါကွက်တီပဲငါအခုဘယ်သူလဲဆိုတာသူမကိုပြလို့ရပြီအဲ့ဒါနဲ့ဖုန်းကိုကင်ပြီးစိတ်အားထက်သန်စွာနဲ့ပြောလိုက်တယ်ဟဲလိုမေကိုရှောင်းဝေးဆေးရဝေးရဲ့မွေးနေ့လက်ဆောင်ကိုပြင်ဆင်ပြီးမင်းပဲမှာလဲဒါပေမဲ့သူမရဲ့အေးဆက်ဆက်အတန်ကချက်ချင်းထွက်လာတယ်ကျမကိုမေလို့လာမခေါ်နဲ့ကျမကွင်းပြင်ဘက်မှာရှိနေတယ်ဒီကိုလာခဲ့ရှင်ကိုပြောစရာရှိတယ်ကျွန်တော်ခဏလောက်ကြောင်သွားပြီးပြန်ဖြေလိုက်တယ်အာကိုလဲစင်ကြမ်းလေးစိတ်မှာပဲရှိနေတာဘာဖြစ်လို့လဲသူမကနည်းနည်းစိတ်မရှိတဲ့လေတန်းနဲ့ပြောတယ်ရှင်လဲလေစိတ်မှာရှိနေတာလားဒါဆိုဝန်ထမ်းတယောက်ကိုမေးပြီးရဟတ်ရင်ကွင်း helipad ကိုလာခဲ့မန်နေဂျာဟန်ကလွှတ်လိုက်တာလို့ပြောလိုက်ကျွန်တော်ဇဝေဇဝါနဲ့မျက်မှောင်ကျုံမိပေမဲ့သူမပြောတဲ့အတိုင်းပဲဝန်ဆောင်မှုကောင်တာကိုတွားပြီးမန်နေဂျာဟန်ရဲ့နာမည်ကိုပြောလိုက်တယ်ကျွန်တော်မရိတ်မိခင်မှာပဲလေစိတ်ရဲ့ရဟတ်ရင်ရန်နာကွင်းစီကိုဓာတ်ရိုက်လမ်းပြခေါ်ဆောင်ခြင်းခံလိုက်ရတယ်ခေါင်းထဲမှာတော့အခုလေးတင်ဖြစ်ပျက်ခဲ့တဲ့မြအရာအလုံးနဲ့နောက်ထပ်ပိုပြီးကြီးမားတဲ့အရာတစ်ခုဖြစ်ပျက်တော့မယ်ဆိုတဲ့ခံစားချက်တွေနဲ့လှုပ်ရှားနေမိတယ်မကြခင်မှာပဲလူရန်နဲ့သူမရဲ့မောင်လေးရန်ဝေငွေတိုးရက်နေတာကိုလှမ်းမြင်လိုက်ရတယ်ကျွန်တော်ရောက်သွားတဲ့အချိန်မှာပဲရန်ဝေကသူ့ရှိကကိုပိုင်ရဟတ်ရင်ကြီးကိုစိတ်လှုပ်ရှားစွာစိုက်ကြည့်ရင်ပြောနေတာကိုသတိထားမိတယ်ဝေါဒါကိုကြည့်ဦးဒါကိုပိုင်ရဟတ်ရင်ကြီးပြအံ့ဩစရာကြီးမဟုတ်ဘူးလားကျွန်တော်ကပုံမှန်အတိုင်းဖြစ်အောင်နေရင်အနားကိုရှောက်သွားပြီးပြောလိုက်တယ်လူရန်ရှောင်းဝေမင်းတို့လည်းရောက်နေကြတာပဲအချိန်ကိုက်ပဲဒါပေမဲ့ကျွန်တော်သူမအနားကိုမကက်ရသေးခင်မှာပဲသူမကချက်ချင်းနောက်ကိုဆုပ်လိုက်ပြီးအေးဆက်ဆက်ပြောလာတယ်
ကျမကိုမထီနဲ့ချန်ဖန်တို့တွေလမ်းခွဲကြရအောင်ကျွန်တော်ခဏလောက်လုံးဝစွန့်ပြီးအေးခဲသွားတယ်ဘာလာနောက်မနေပါနဲ့ဒီနေ့ကရှောင်းဝေရဲ့မွေးနေ့မဟုတ်ဘူးလားဒါပေမဲ့သူမကကျွန်တော်ကိုဘာခံစားချက်မှမရှိပဲစိုက်ကြည့်ပြီးပြောတယ်ဘသူကရှင်ကိုနောက်နေလို့လဲရှင်ကကျမနဲ့မတန်ဘူးရှင်နားလေရဲ့လားရင်ဘက်ထဲမှာတခုခုတင်းကျပ်သွားတယ်လို့ခံစားလိုက်ရပြီးတိုးတိုးလေးပြောလိုက်မိတယ်ယူရန်ဒီလိုမလုပ်ပါနဲ့ကိုလည်းနောက်နေတာမဟုတ်ပါဘူးဒါပေမဲ့သူမကကျွန်တော်စကားကိုတိုက်ရိုက်ဖြတ်ပြောလိုက်တယ်လမ်းခွဲရအောင်အဲ့ဒီအချိန်မှာပဲကျွန်တော်လက်ကအိတ်ကက်ထဲကဒင်္ဂါပြားလေးပြားကိုမတိစိတ်ကနေကြစ်ပါအောင်စုပ်ကင်ထားမိပြီးမျက်နှာအမူအရာကဖြည်းဖြည်းချင်းအေးဆက်သွားရင်မေးလိုက်တယ်ဒါဆိုအကြောင်းပြချက်ပေးဦးကျွန်တော်ဤအိတ်ကက်ထဲတွင်အကျွေးစစ်များရှိနေသည်ကျွန်တော်ဤမျက်နှာအမူအရာကတဖြည်းဖြည်းအေးဆက်သွားရင်မေးလိုက်သည်ဒါဆိုငါ့ကိုအကြောင်းပြချက်တစ်ခုလောက်ပေးစမ်းပါမင်းအပေါ်ငါကောင်းကောင်းမဆက်ဆံခဲ့လို့လားသို့တော့သူမမဖြေနိုင်ခင်မှာပင်ရန်ဝေကလှောင်ပြုံးကရှေ့သို့တလန့်တိုးပြီးပြောလိုက်သည်ဟက်မင်းကအဲ့ဒါကိုကောင်းကောင်းဆက်ဆံတယ်လို့ခေါ်တာလားမင်းကအမနဲ့3နှစ်တောင်တွဲခဲ့ပြီးနှုတ်ခမ်းဒီတစ်ချောင်းတောင်ဝယ်မပေးခဲ့ဘူးအဲ့ဒါကိုမင်းကငါကဲဦးဖြစ်ဖို့ထိုက်တန်တယ်လို့တွေးနေသေးတာလားအိမ်မက်ပဲမက်နေလိုက်ထိုစကားကိုကြားလိုက်ရတော့ခါကျွန်ုပ်ဒီသူ့ကိုကြည့်လိုက်မိသည်သူသည်ကျွန်ုပ်ကိုပိုင်ညီရင်တယောက်လိုဆက်ဆံခဲ့ဘူးသောအကောင်လေးပင်ဖြစ်ပြီးကျွန်ုပ်ဤရင်ထဲတွင်ဒေါသများပောက်ကွဲထွက်လို့မတတ်တဖြည်းဖြည်းစူပွက်လာခဲ့သည်သို့တော့ထိုစဉ်အခြားတန်တစ်ခုကရုတ်တရက်ကြားဖြတ်ဝင်လာသည်ရန်ဝေပြောတာမှန်တယ်မင်းကသူမနဲ့လက်ထပ်ဖို့မထိုက်တန်ပါဘူးကျွန်ုပ်မောကြည့်လိုက်ရဟတ်ရင်ပေါ်မှရုတ်တရက်ခုန်ဆင်းလာသောအသက်30အစောပိုင်းရွယ်အမျိုးသားတဦးကိုတွေ့လိုက်ရသည်သူကတန်တန်မတ်မတ်လျှောက်လာပြီးလူရန်ဤခါကိုကျွမ်းကျင်စွာဖက်လိုက်သည်ရန်ဝေကကျွန်ုပ်ကိုရန်စလိုသောအကြည့်ဖြင့်စိန်ခေါ်တယ်လို့ကြည်ရင်ဂုံယူဝင်းကြွားစွာပြောလိုက်သည်ခဲအိုနောက်ဆုံးတော့လာခဲ့ပြီပဲကျွန်ုပ်ကမျက်မှောင်ကုတ်လျက်ထိုအမျိုးသားကိုစိုက်ကြည့်ရင်မေးလိုက်သည်မင်းကဘာတူလဲသူကမောက်မာစွာပြုံးရင်းငါကဒီလေကျောင်းလိုင်းရဲ့မန်နေဂျာပြီးတော့သူမရဲ့လက်ရှိကြီးစားပဲထို့နောက်သူကသူ့နောက်ကရဟတ်ရင်ကိုလက်ညှိုးထိုးပြရင်ပြောသည်ဒါကိုမြင်လာတာငါဟာပဲပြီးတော့ဒီနေ့ငါစိတ်ခံစားချက်ကောင်းနေတာမို့မင်းကိုစာအိတ်နီကြီးစုကြီးတစ်ခုပေးလိုက်မယ်ထို့သို့ပြောပြီးနောက်သူကအိတ်ထဲမှအကျွေးစေးတစ်စေးကိုပေါ့ပထုတ်ကလွှတ်ပစ်ပေးရင်ရောယူလိုက်ကက်ဆေမနီနဲ့ဟုပြောသည်ရန်ဝေကဒင်းကိုချက်ချင်းဖမ်းလိုက်ပြီးမျက်နှာတစ်ခုလုံးစိတ်လှုပ်ရှားမှုတို့ဖြင့်လင်းလက်သွားကအော်ဟစ်လိုက်သည်အိုဖျားသခင်တဆင့်တပြားတောင်ကျေးဇူးတင်ပါတယ်ခဲအိုဘေးပတ်ဝန်းကျင်မှာလူများကလည်းဝိုင်း၍မြောက်ပင်ကြသည်တကယ်ကိုရက်ရောတာပဲခဲအိုကအံ့ဩဖို့ကောင်းတယ်ရန်ဝေကလှောင်ပြုံးရင်းပြောသည်သူခုနကတဆင့်ပေးလိုက်တာမြင်လားမင်းတဘွားလုံးရှာရင်တော့ဒီလောက်ရမှာမဟုတ်ဘူးထိုအခါတွင်ကျွန်ုပ်သည်ဖော်ပြမတတ်နိုင်လောက်အောင်အတိတ်ပဲမရှိမှုကိုခံစားလိုက်ရသည်သူတို့သည်တဆင့်တည်းဖြင့်ဤမြလောက်ပျော်ရွှင်နေကြသည်အကယ်၍ကျွန်ုပ်၏အိတ်ထဲမှလေးရန်ကိုသူတို့မျက်နှာတက်တက်တို့ဖြစ်ပေါက်လိုက်ပါကသူတို့နေရာတင်လန့်တည်သွားလောက်သည်ထို့နောက်ထိုမျိုးသားကကျွန်ုပ်ကိုအေးဆက်စွာကြည့်ပြီးပြောသည်ဒီမှာကောင်းလေမင်းတာလဲမယ်ဆိုရင်အခုချက်ချင်းထွက်သွားလိုက်မဟုတ်ရင်ငါလုံခြုံရေးခေါ်ပြီးမင်းကိုမောင်းထုတ်ခိုင်းရလိမ့်မယ်ရန်ဝေကလည်းစိတ်မရှိစွာဖြင့်ထပ်လောင်းပြောသည်အမြန်လက်တော့ဒီမှာအချိန်မဖြုံးနဲ့ငါအမကိုပိုင်ရဟတ်ရင်ပေါ်တက်မဲ့ကိစ္စလာမနှောက်ရှက်နဲ့ဤလူပြက်အုပ်စုတစ်ခုလုံးကိုကြည့်ရင်ကျွန်ုပ်၏မျက်ဝန်းထဲတွင်တွေးဆနေသောအရေးအယောင်တစ်ခုဖြစ်ပြေးသွားသည်ကျွန်ုပ်၏အတန်ကိုအေးဆက်သောအတန်အဖြစ်ရှော့ချလိုက်ပြီးပြောလိုက်သည်ကောင်းပြီလီအိုရီယန်မင်းတို့ဒါကိုနောင်တမရဘူးမျှော်လင့်ပါတယ်မင်းတို့လိုကျေးဇူးကမ်းတဲ့ဝန်ပလွေတွေတနေ့နောင်တရမှာပါပြီးတော့အဲ့ဒီအချိန်ကျရင်ငါ့ကိုလာပြီးအကူအညီမတောင်းကြနဲ့သို့တော့ရန်ဝေကချက်ချင်းရေမောလိုက်သည်မင်းတို့တနာစရာကောင်းတဲ့အရှုံးသမားဘဝနဲ့လူကိုတောင်းပန်ရမယ်ဟုတ်လားထိုမျိုးသားကလည်းမောက်မာစွာပြုံးရင်းပြောသည်တေချာနားထောင်စမ်းကောင်းလေးငါကဒါဝန်တစ်ခုလုံးကိုပိုင်တာဒီရောဘင်ဆန်ရဟတ်ရင်က3ရွယ်မဲတန်တယ်ငါခြေတလုံးမွေးကမင်းကားထက်တောင်ပိုတုတ်သေးတယ်မင်းကငါ့ကိုဘာနဲ့လာပြန်မလို့လဲသူကစကားပြောရင်းလူရန်ဤမျက်နှာကိုကစားစရာလိုဆွဲဖဲလိုက်ပြီးထိုစဉ်ကျွန်ုပ်ကအေးဆက်စွာရေမောလိုက်ရသူကမင်းကဘာကိုရဲတာလဲမင်းရဲ့စိတ်သက်ခံနိုင်ရည်ကဒီလောက်တောင်အားနေတာလား3ယုံဟုတ်လားငါအိတ်ထဲကတန်ကျွေးစေးလေးစေးကဒီလေးစိတ်တစ်ခုလုံးကိုတောင်ဝယ်လို့ရတယ်တင်းမာမှုများပောက်ကွဲလူနီးပါးဖြစ်နေချိန်တွင်တစုံတစ်ယောက်ကရုတ်တရက်ပြောလိုက်ပြီးမင်းတို့အားလုံးဘာတွေငင်းခုန်နေကြတာလဲထိတ်တန်းပြတစ်ယောက်အခုပဲရောက်တော့မယ်ဆိုတာမသိကြဘူးလားချက်ချင်းပင်လူတိုင်းမောကြည့်လိုက်ကြသည်ထိုစဉ်လုပ်ငန်းသုံးဝတ်စုံဝတ်ထားပြီးမျက်မှန်အနက်ရောင်တက်ထားသောအမျိုးသားတဦးကျွန်ုပ်တို့ထံသို့ရှောက်လာသည်ကိုတွေ့လိုက်ရသည်ရန်ဝေကသူ့ကိုမြင်ချင်းမကြေမနက်ဖြစ်ကပြောလိုက်သည်မင်းကဘသူလဲပြဿနာလာရှာတာလားသို့တော့သူစကားမဆုံးခင်မှာပင်လူရန်ဘေးမှမောက်မာနေသောအမျိုးသားသည်ရုတ်တရက်ထိတ်လန့်သွားပြီးရန်ဝေပါဆက်ကိုပိတ်လိုက်သည်သူ့မျက်နှာအမူအရာကလုံးဝပြောင်းလဲသွားပြီးရိုသေကိုင်းညွတ်စွာဖြင့်ရှေ့သို့အပြေးလွှားသွားလိုက်သည်ဥက္ကဋ္ဌချန်တင်ပါလို့ဒီကိုရောက်နေတာလဲဒါကကျွန်တော်တငယ်ချင်းတင်ပါကျွန်တော်သူ့ကိုအခုချက်ချင်းခေါ်သွားပါမယ်အခုချက်ချင်းပါလွန်ခဲ့သည့်မိနစ်ပိုင်းကပင်မောက်မာဝင်ကြွားနေသောထိုမျိုးသားသည်ရုတ်တရက်နှိမ့်ချသောအစီကံတဦးကဲ့သို့ဖြစ်သွားသည်ကိုမြင်လိုက်ရသောအခါလူရန်၏အကြည့်များပင်ပြောင်းလဲသွားခဲ့သည်ထိုမျိုးသား၏စကားတခွန်းထဲကပင်ဤကဲ့သို့သောလူကိုအမိကုတ်ပြီးထွက်သွားစေနိုင်သည့်အလားဖြစ်နေသည်သူမ၏မျက်ဝန်းထဲမှတွက်ချက်မှုများကိုကျွန်ုပ်မြင်နိုင်ခဲ့သည်ဒီလူကဘလို့အဆင့်တန်းမျိုးရှိလို့လဲတစ်နှစ်ကိုတရွန်ရှာနိုင်တဲ့လူကတော့ဒီလောက်ကြောက်နေရတာလားသူက90ဒါမှမဟုတ်100တောင်တန်လို့လားငါသာသူ့နာကနိုင်ရင်အဲ့ဒီအမျိုးသားရဲ့မျက်နှာကိုကြည့်နေစရာမလိုတော့ဘူးထိုမောက်မာသောကောင်သည်လူရန်ကိုဆွဲခေါ်ကထွက်ခွာရန်ပြင်နေစဉ်ကျွန်ုပ်သည်ဥက္ကဋ္ဌချံကိုထူဆန်းသောယဉ်နှိမှုမျိုးဖြင့်စိုက်ကြည့်နေမိသည်ထို့နောက်ကျွန်ုပ်ကိုယ်တိုင်ပင်မတားဆီးနိုင်ပဲပြောလိုက်မိသည်ဟေးဥက္ကဋ္ဌချံခမည်းအတန်ကကြားဘူးတလို့ပဲကျွန်တော်တို့တနေရာမှာစုံဘူးကြလားထိုစကားများကျွန်ုပ်၏ပါးစပ်မှထွက်လာသည်နှင့်ပတ်ဝန်းကျင်ရှိလေတူးကချက်ချင်းအိတ်ခဲသွားသည်ထိုမောက်မာသောအမျိုးသား၏မျက်နှာသည်ဝိညာဉ်ထွက်သွားသည့်အလားချက်ချင်းဖြော့သွားခဲ့သည်သူကထိတ်လန့်တကြားဖြင့်ရှေ့သို့တိုးလာပြီးကျွန်ုပ်ကိုတင်းကျပ်စွာဆွဲကင်ကလေတံတိုးဖြင့်ဟောက်လိုက်သည်မင်းဘာတွေဒိတ်ပဲမရှိတာတွေရှောက်ပြောနေတာလဲမန်နေဂျာချန်ကမင်းလိုကောင်းတဲ့ဘာဆိုင်လို့လဲသို့တော့ဥက္ကဋ္ဌချန်ကသူတို့ကိုတင်းငင်စွာလှမ်းကြည့်ပြီးပြင်းရည်တော်လဲထက်မြက်သောအတန်ဖြင့်ဘာဖြစ်လို့လဲမင်းတို့ကြောက်နေတာလားဟုဆိုသည်ငါတခုခုပြောမယ်သူစကားဆုံးသည်နှင့်ထိုမျိုးသား၏မျက်နှာအမူအရာကပို၍ဆိုးဝါးသွားပြီးအရာအလုံးလုံးဝထိမ့်မနိုင်သိမရဖြစ်တော်မူအလားဖြစ်သွားသည်ထိုမျိုးသားသည်အစင်တန်းရှိသူတဦးကဲ့သို့ဟန်ဆောင်နေစေဖြစ်တော်လဲအခြေအနေကိုအတင်းအကျပ်ထိန်းချုပ်ရန်ကြိုးစားနေစဉ်သူ့မျက်ဝန်းထဲရှိထိတ်လန့်မှုကိုကျွန်ုပ်မြင်တွေ့နိုင်ခဲ့သည်
ထို့နောက်သူကကျွန်ုပ်ကိုကြည့်ကလေတံတိုးတိုးဖြစ်ကောင်းပြီးမင်းဒီအခွင့်အရေးကိုသုံးပြီးငါစီကပတ်စံချို့လိုချင်တာမဟုတ်လားငါကတိပေးတယ်အပြင်ရောက်တာနဲ့မင်းကိုငါဆဲဆင့်ပေးမယ်ထို့တို့ပြောပြီးနောက်သူကဥက္ကဋ္ဌချန်ဤလက်မောင်းကိုဆွဲကထွက်ခွာရန်ကြိုးစားတော်လဲမင်းမမလုံမရှက်တော့ကြောက်တုံးကြီးကိုဆွဲနေရတဲ့ကဲ့သို့ဖြစ်နေသည်ထို့ကြောင့်သူကအန်ကျိတ်ကထပ်ပြောသည်တဆင့်မင်းကိုတဆင့်ထပ်ပေးမယ်အဲ့ဒါကပမာဏအများကြီးပဲငါရဲ့လောက်ဝက်စာဝင်ငွေပဲတိတ်ပြီးလောဘမာကြီးနဲ့သူကလုံခြုံရေးကိုလှမ်းခေါ်ရန်တင်လိုက်စင်ပါပဲဥက္ကဋ္ဌချန်သည်တစုံတစ်ခုကိုတတိယသွားသည့်အလားရုတ်တရက်တောင်းတင်းသွားသည်သူ့မျက်လုံးများပြူးကျသွားပြီးရင်ဘက်ကလည်းညံဆန်စွာနှိမ့်ချီမြင့်ချီဖြစ်လာသည်ထို့နောက်လျှက်စီးလက်လိုက်တကဲ့သို့သဘောပေါက်နားလည်မှုတစ်ခုသူ့ထံရိုက်ခတ်သွားသည်ကိုကျွန်ုပ်တွေ့လိုက်ရသည်သူပဲဒါဒီမနက်ဖုန်းထဲကအတန်နဲ့တထေးတည်းပဲမဟုတ်လားဒါဆိုအဲ့ဒီလူကသူကမိမိကိုယ်ကိုတည်ငြိမ်အောင်အသက်ပြင်းပြင်းရှူလိုက်ပြီးနောက်ရုတ်တရက်အော်ဟစ်လိုက်ပြီးလွတ်လိုက်စမ်းရင်းကထိုမောက်မာသောကောင်ကိုအလွန်လက်ဖြတ်သွားစေပြီးဗီဇအရနောက်သို့ခြေလမ်းနှဲငယ်ဆုပ်သွားစေသည်ဥက္ကဋ္ဌချန်ကကျွန်ုပ်ထံသို့ရှောက်လာသောအခါထိုအမျိုးသားကတိတိတတ်တာပြရခတ်သွားပြီးစကားပြောရန်ကြိုးစားသည်မန်နေဂျာချန်ဒီကောင်ကသို့တော်သူသည်လုံးဝဥပိ္ပခါပြုခြင်းခံလိုက်ရသည့်ဥက္ကဋ္ဌချန်ကအနှဲငယ်မြန်ဆန်သောခြေလမ်းများဖြင့်ကျွန်ုပ်၏အရှိတေတွင်ရက်လိုက်ပြီး60ဒီဂရီအပြည့်ဥညွတ်ကရိုသေးစွာဖြင့်မေးလိုက်သည်မေးပါရစေတင်ကမစ္စတာချန်ကွန်လာခင်ဗျာထိုခိုက်အတန်တွင်နေရာတစ်ခုလုံးတေမင်းတမန်တိတ်ဆိတ်မှုတဲ့သို့ကြားရောက်သွားသည်လူလူရန်နှင့်ရန်ဝေတို့နှစ်ဦးစလုံးသည်မဖြစ်နိုင်သောအရာကိုမြင်လိုက်ရသည့်အလားပါဇက်အဟောင်းသားဖြင့်ရက်နေကြသည်ကျွန်ုပ်ကခေါင်းကိုအနှဲငယ်ကုပ်ရင်းပြောလိုက်သည်ဟုတ်တယ်ကျွန်တော်ပဲထို့နောက်သူ့ကိုတေချာကြည့်ပြီးထပ်ပြောလိုက်သည်အခုမှမှတ်မိတော့တယ်ခင်ဗျားကဒီမနေ့ကျွန်တော်စီဖုန်းဆက်တဲ့ပါဆယ်ပို့သမားမဟုတ်လားထိုစကားထွက်လာသည်နှင့်သူ့ဘေးကမောက်မာသောအမျိုးသားကယူမတက်ဖြစ်သွားပြီးအော်ဟစ်တော်သည်မင်းတေချင်လို့လားဒါကအင်နွန်ဂရုရဲ့တခင်လေးအထွေထွေမန်နေဂျာချန်ပဲမင်းကဘာဆယ်ပို့သမားအကြောင်းပြောနေတာလေအခြားတစ်စုံတစ်ယောက်ကလည်းမယုံကြည်နိုင်စွာဖြင့်ရေရွတ်သည်တခင်လေးကိုယ်တိုင်ပါဆယ်လိုက်ပို့တယ်ဟုတ်လားအခုခေတ်ဝန်ဆောင်မှုလုပ်ငန်းကဒီလောက်တောင်ပြိုင်ဆိုင်မှုပြင်းထန်နေပြီလားလူလူရန်ကမူမဟုတ်ကြောင်းညင်းဆိုသည့်အနေဖြင့်ခေါင်းကိုခါရမ်းကအလျင်မြန်ပြောသည်မန်နေဂျာရှင်မနေတာဖြစ်ရမယ်သူကဆင်းရဲတဲ့အရှုံးသမားတက်တက်ပါသူကျမနဲ့ရှိတုန်းကနှက်ခမ်းနေတောင်မဝယ်ပေးနိုင်ခဲ့ဘူးသူကရှင်းရဲ့ဂုဏ်တည်းရှိဧည့်သည်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲရန်ဝေကလည်းစိတ်မရှိစွာဖြင့်ထပ်ပြောသည်မန်နေဂျာချန်သူ့ကိုအပြင်ကိုသာမောင်းထုတ်လိုက်ပါရှင်းမျက်စိအာယုံနောက်မခံပါနဲ့မြည်သူများမလှုပ်ရှားရသေးခင်မှာပင်ဥက္ကဋ္ဌချန်ကရုတ်တရက်အော်ဟစ်လိုက်သည်ဘယ်သူကသူ့ကိုထီရဲလဲသူ့အတန်တွင်ပါဝင်သောအာနာဆက်ကြောင့်လူတိုင်းနေရာတင်အေးခဲသွားကြသည်ထို့နောက်သူကအဝေးတနေရာသို့လက်ညှိုးထိုးပြရင်းပြောလိုက်သည်မျက်လုံးကိုတေးသေးချာချာဖွင့်ပြီးကြည့်ကြစမ်းအခုတင်ဆင်းတက်လိုက်တဲ့ဘိုးအင်း949လေယာဉ်ကြီးကမစ္စတာချန်ကွန်တယောက်ထဲကအပိုင်ဝယ်ယူထားတာဖြစ်တယ်လူတိုင်းသူညွန်ပြရာအရက်တို့လှမ်းကြည့်လိုက်ကြစဉ်သူတို့၏မျက်နှာများဖြူဖြော့သွားကြသည်ကိုကျွန်ုပ်မြင်လိုက်ရသည်နေအောင်အောက်တွင်တောက်ပနေသောအေယာမလေယာဉ်ကြီးကိုကြည့်ရင်ရင်းနှင့်ရှင်လေယာဉ်ဘေးနားကရဟတ်ယာဉ်မှာကစားစရာအယုတ်လေးတစ်ခုကဲ့သို့ပင်ဖြစ်နေတော့သည်တစုံတစ်ယောက်ကစကားထစ်ထစ်အငေါငေါဖြင့်ဘိုးအင်း949ဒါကနက်ခတ်ဆန်ချိန်တင်3 10နှစ်တန်းတန်ကြီးရှိတဲ့ဖျားသခင်အစဉ်ဆက်ရန်ရကြီးပဲငါမင်းကိုရောင်းလိုက်ရင်တော့အဲ့ဒီတန်မိုးရဲ့အပိုင်းစားလေးတစ်ခုစားတော့ရှိမှာမဟုတ်ဘူးသူကအဲ့ဒါကိုဘယ်လိုလုပ်ဝင်နိုင်မှာလဲသူတို့အားလုံးလမ်းဖြတ်ပြီးအသက်ရှူကျက်လူနီးပါးဖြစ်နေစဉ်ကျွန်ုပ်ကခေါင်းကိုပြန်ကုပ်ရင်းလုံးဝဇဝေဇဝါဖြစ်ကပြောလိုက်ပြီးနေပါဦးခင်ဗျားမနေတာဖြစ်ရမယ်ကျွန်တော်ကလေရင်ပုံစံတူမော်ဒယ်ပဲဝယ်ခဲ့တာပါကျွန်တော်ရဲ့အနာဂတ်ခဲအိုအတွက်မွေးနေ့လက်ဆောင်ဖြစ်ပေးဖို့ရည်ရွယ်ထားတာထိုစကားကိုလူလူရန်ကြားလိုက်ရတော့ခါသူမသည်ကယ်တင်ရှင်ကျူးတမင်ကိုဖမ်းဆွဲလိုက်ရသည့်အလားသူမ၏မျက်နှာအမူအရာကချက်ချင်းပြောင်းလဲသွားပြီးစိတ်အားထက်သန်စွာဖြင့်ပြောသည်တွေ့လားကျမပြောတာပဲသူကိုယ်တိုင်ဝန်ခံပြီးလေဒါကဈေးပေါ်တဲ့မော်ဒယ်အယုတ်လေးတက်တက်ပါရှင်ကတော့ကျမတို့ကိုလန့်အောင်လုပ်တော့မလို့သို့တော့ဥက္ကဋ္ဌချန်ကသူမကိုလုံးဝဂရုမစိုက်ပဲရိုသေစွာပြောသည်မစ္စတာချန်ကွန်ကျေးဇူးပြုပြီးအမှားစာအချက်လက် order information လေးပြပေးပါကျွန်ုပ်ကဘာမှသိမစင်စားပဲဖုန်းကိုသူ့ထံပေါ့ပေါ့ပါပါကန်ပေးလိုက်သည်သို့တော့သူဖုန်းမျက်နှာပြင်ကိုကြည့်လိုက်သည့်ချက်ချင်းပင်သူ့မျက်သူငယ်အိမ်များကျုံသွားကခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားခဲ့သည်ထို့နောက်သူကကျွန်ုပ်ကိုဖြင်းညင်းစွာမော့ကြည့်ပြီးအကျွမ်းမဲ့တေချာမှုဖြင့်ပြောလိုက်သည်မမှားပါဘူးခင်ဗျာဒါကဘိုးအင်း948အစ်စ်ဖြစ်ပါတယ်ပြီးတော့ဒါကိုမစ္စတာချန်ကွန်ကအပြည့်အဝဝယ်ယူထားတာအမှန်ပဲဖြစ်ပါတယ်ထို့နောက်ဆုံးအတီးပြုချက်သည်လူလူရန်နှင့်အခြားသူများ၏ခေါင်းပေါ်သို့မိုးချိုးပစ်ချလိုက်သည့်အလားဖြစ်သွားပြီးသူတို့အားလုံးစွန့်လျက်ရေရွတ်နေကြတော့သည်မဖြစ်နိုင်ဘူးသူဒါကိုဘယ်လိုလုပ်နိုင်မှာလဲအဲ့ဒါ30နှစ်တသမတန်းတောင်လေအင်နွန်ဂရုတစ်ခုလုံးရဲ့ဈေးကွက်တန်ဖိုးကတော့တန်း90ပဲရှိတာသူကတန်း30ကျော်ကိုပေါ့ပေါ့ပါပါသုံးပြလိုက်တာလားထိုအခါကျွန်ုပ်ဒီအနှဲငယ်အနေရခက်တယ်လို့ခံစားရပြီးအမှန်တိုင်းပြောလိုက်သည်အမှန်တိုင်းပြောရရင်အဲ့ဒီတုန်းကဈေးနှုန်း210ပဲပြထားတာတွေ့လို့ပုံစံတူမော်ဒယ်အယုတ်ထင်နေတာသူတို့ကလေရင်အစ်စ်ကြီးပို့ပေးလိမ့်မယ်လို့ဘယ်သူကထင်မှာလဲပတ်ဝန်းကျင်ရှိလူတိုင်းလုံးဝဆွန့်သွားကြစဉ်ကျွန်ုပ်ကဆက်၍ပေါ့ပေါ့ပါပါပြောလိုက်သည်တကယ်တော့ဒီလောက်ကြီးတဲ့အရာကိုကျွန်တော်လည်းဘယ်လိုမောင်းရမှန်းမသိဘူးအိမ်မှာထားရင်လည်းနေရာပဲပုံနေမှာဒါအစ်စ်မှန်းသိရင်ကျွန်တော်ဝယ်မှာမဟုတ်ဘူးမော်ဒယ်အယုတ်လေးကမှပိုကောင်းဦးမယ်ထိုစကားကိုကြားရတော့အခါသူတို့၏အုံနောက်များအလုံးမလုံးတော့သည့်အလားကျွန်ုပ်ကိုကြည့်နေကြသည်ထိုမောက်မှာတော့အမျိုးသား၏မျက်နှာသည်လည်းနေရာတင်တေချာပေါက်သေးခြင်းစိတ်ပေါက်သွားသည့်အလားဖြူဖြောသွားပြီးသူကလေရင်အစ်စ်ကြီးကိုနေရာပုတ်တယ်လို့တွေးနေတာလားဒါဘလို့အတွေးခေါ်မျိုးလဲဟုတွေးနေပုံရသည်လူယူရန်သည်လည်းဝိညာဉ်လွင့်သွားသည့်အလားရက်နေပြီးလက်ရှိအခြေအနေကိုလက်မခံနိုင်သေးပဲသူမဘာသာရေးရွတ်နေမိသည်ထိုစဉ်ဥက္ကဋ္ဌချန်ကအနှဲငယ်ပြုံးကရိုသေစွာပြောသည်မစ္စတာချန်ကွန်တင်ကတကယ်ကိုဟာတာဝန်ရှင်တာပဲလှုပ်ထုံးလုံဤအားလုံးပြီးပါပြီလေရင်ပေါ်တက်ပြီးစစ်ဆေးကြည့်ချင်ပါသလားခင်ဗျာကျွန်ုပ်ကပြည့်စွာလက်ဝဲရန်ပြရင်ရပါတယ်မသွားချင်တော့ပါဘူးဒါကရွံနှဲငယ်ပဲတန်းတဲ့ကစားစရာတစ်ခုပဲဟာစစ်ဆေးနေဖို့မလိုပါဘူးဟုပြောလိုက်သည်ထိုစကားကြောင့်ကျွန်ုပ်ကိုယ်တိုင်ပင်ကျွန်ုပ်၏စကားကိုပြန်၍စွန့်သွားမိသည်အကြောင်းမူကားသူတို့အတွက်မူထိုကစားစရာဆိုသည်မှာအိမ်မက်ပင်မမက်ရဲသောဘိုးအင်း949လေရင်ကြီးဖြစ်နေသောကြောင့်တည်းထိုစင်မှာပင်ဝစ်စုံပြေးဝစ်စင်ထားသောလှပသောအမျိုးသမီးတဦးကအသက်ရှူမဝပဲပြေးလာပြီးစာရွက်စာတမ်းတစ်ခုကိုကမ်းပေးရင်းပြောသည်ဥက္ကဋ္ဌချန်ရှင်တောင်းဆိုထားတဲ့လွှဲပြောင်းမှုစာချုပ်ရပါပြီဥက္ကဋ္ဌချန်ကခေါင်းငိမ့်ပြပြီးနောက်ကျွန်ုပ်ထံလှည့်ကရိုသေစွာပြောသည်မစ္စတာချန်ကွန်အားလုံးအဆင်ပြေပါတယ်ကျေးဇူးပြုပြီးဒီအောက်မှာလက်မှတ်ထိုးပေးပါဒီဘိုးအင်း949ကအခုကစပြီးတင့်အပိုင်ဖြစ်ပါပြီသူကဆိုသည်ကျွန်ုပ်ကသူကမ်းပေးသောစာချုပ်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက်ပေါ့ပေါ့ပပပင်လက်မှတ်ထိုးပေးလိုက်သည်
ထို့နောက်ပခုံးတွန့်ကရေရွတ်လိုက်သည်ဟုပြန်အပ်ရမှလည်းရှုပ်ထွေးနေအောင်မှာပဲအဲ့ဒါကြောင့်ပဲမတက်တာလို့လက်ခံလိုက်ရတာပေါ့ဤကဲ့သို့သောအရာကိုပြန်အပ်ဖို့တွေးရုံနဲ့တင်ကောင်းကြိုက်စရာဖြစ်နေပြီမဟုတ်ပါလားစာရွက်စာတမ်းကိစ္စများပြီးသွားသည်နှင့်သူကရိုသေစွာပြုံးလျက်ပြောသည်ဂုံယူပါတယ်မစ္စတာချန်ဒီဘိုးအင်း948ကအခုကစပြီးတရားဝင်သင့်အပိုင်ဖြစ်သွားပါပြီထိုခိုက်အတန့်တွင်စွန့်အကာရက်နေသောလူလူရန်သည်ရုတ်တရက်အတိပြန်ဝင်လာပြီးအော်ဟစ်လိုက်တော်သည်မဖြစ်နိုင်ဘူးရှင်လိန်နေတာချန်ဖန်ရှင်ကလူလိမ်မဲတာရှင်ရဲ့အစီအစဉ်မဟုတ်လားရှင်ကျမကိုနောက်တရအောင်တမင်တက်တက်လှည့်စားနေတာမဟုတ်လားကိုဘိုးတာဒီလူကတကယ်ပဲရှင်ကုမ္ပဏီရဲ့အထွေထွေမန်နေဂျာမဟုတ်ဘူးမလားရှင်စောစောကမှားသွားတာမဟုတ်လားသူမသည်စိတ်လွတ်ကိုလွတ်ဖြစ်သွားပြီးကိုဘိုးတာဤကောလန်စကိုကန်ကယူသွတ်သွားသည့်အလားပြင်းထန်စွာလှုပ်ရမ်းလျက်အော်ဟစ်နေတော်သည်ဘာလို့လဲဘာလို့ငါရှင်ကိုထားခဲ့ပြီးမှရှင်ကရုတ်တရက်အသွင်ပြောင်းပြီးလေရင်ကြီးဝင်နိုင်ရတာလဲအဲ့ဒါရွမ်3000တောင်းလေအဲ့ဒါကတာမန်လူတယောက်အတွက်တဘွားလုံးနေထိုင်အလုပ်လုပ်လို့ရတဲ့အထိလုံလောက်တာကိုဒါဟာတာမန်လူတယောက်တစ်သက်လုံးပူပင်ကြောင်းကြမရှိပဲနေထိုင်သွားဖို့လုံလောက်တဲ့ပမာဏပဲဒါကိုရှင်ဘက်ကဒီလောက်အေးအေးဆေးဆေးဝင်နိုင်နေဆိုကြတဲ့ကရှင်မှာဒီထက်မကတဲ့ငွေတွေအများကြီးရှိရမယ်ရှင်ကကျမကိုရှင်ရဲ့ရည်စားလို့ပြောခဲ့တယ်လေဒါဆိုရှင်ကျမကိုကားကောင်းကောင်းတစ်စီးအိမ်ကြီးတစ်လုံးနဲ့စိန်ခံပစ္စည်းမျိုးမျိုးဝယ်ပေးခဲ့တဲ့နာပေါ့ဒါကိုကျမလက်မခံနိုင်ဘူးသူမရဲ့ရုတ်တရက်အော်ဟစ်ပောက်ကွဲမှုကချက်ချင်းဆိုသလိုလူတိုင်းရဲ့အာယုံဆိုင်မှုကိုဆွဲဆောင်သွားခဲ့သည်တစ်ချိန်တည်းမှာပဲကူဘိုရာရဲ့မျက်နှာကလုံးဝဖြူဖြောသွားခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူကကျမအနေနဲ့သူ့အကြောင်းကိုမေ့သွားလောက်ပြီလို့မျှော်လင့်ထားခဲ့လို့ဖြစ်သည်ဒါပေမဲ့အခုတော့သူမကသူ့ကိုမီးမောင်းထိုးပြတဲ့နေရာစီပြန်ဆွဲခေါ်လာခဲ့တာကြောင့်ကျမအနေနဲ့သူ့ကိုတတိမထားမိပဲနေဖို့မဖြစ်နိုင်တော့ပေသူကလည်းချက်ချင်းဒေါသတကြီးအော်ဟစ်လိုက်သည်နေလိုယူနေတဲ့မိမထွက်သွားစမ်းဒီမှာလာပြီးတဒနာရှာမနေနဲ့သူမကဆက်ပြီးအော်ဟစ်နေတဲ့အခါမှာတော့သူကသူမရဲ့ဘားကိုဖြက်ခနဲပြင်းပြင်းထန်ထန်ရိုက်ချလိုက်လေသည်ရိုက်ချက်အတန်ကကျဲလောင်စွာထွက်ပေါ်သွားပြီးသူမရဲ့ဘားပြင်ပေါ်မှာချက်ချင်းပဲหนีရဲနေတဲ့လက်ဝါးရကြီးထင်ကြံရစ်ခဲ့သည်သူမကြောင့်အန်သွားပြီးသူ့ကိုမယုံကြည်နိုင်တယ်လို့စိုက်ကြည့်ရင်ရှင်ကျမကိုတကယ်ပဲလက်ပါလိုက်တာလားဒါပေမဲ့သူကတော့အနေငယ်ညပင်ဘီယူမဆိုင်ပဲသူမကိုအေးဆက်စွာစိုက်ကြည့်ရင်ပြောလိုက်သည်။တစ်ဆက်ပိတ်ထားနောက်ထပ်တစ်ခွန်းထပ်ပြောရင်နင်းနောက်တရစီရမယ်ပြီးနောက်သူကလူအုပ်ဘက်သို့အိုးတိုးအပ်တက်လှည့်ကြည့်ကလက်နှစ်ဖက်ကိုပုတ်တက်ရင်းအတင်းအောင်ပြုံးလိုက်သည်။အားလုံးပဲအားနာပါတယ်သူကရုတ်တရက်ယူသွားလို့ပါ။သူတယောက်ယောက်ကိုထိခိုက်အောင်လုပ်မိမှာစိုးလို့လုံခြုံရေးတွေဒီလူတွေကိုအပြင်ကိုမောင်းထုတ်လိုက်စမ်း။ထိုစကားကိုကြားလိုက်ရတဲ့အခါရန်ဝေကချက်ချင်းထိတ်လန့်သွားပြီးစိတ်ထဲမှာအတွေးတွေရှုပ်ရှက်ကတိုးတိုးလေးရေရွတ်လိုက်မိသည်။မဟုတ်ဘူးဒါမျိုးမဖြစ်နိုင်ဘူး။ချန်ဖန်ကအခုဒီလောက်တောင်ချမ်းသာနေတာသူဘိုးအင်း948လေရင်ကြီးတစ်စီးတောင်ဝယ်ထားတာပဲ။ငါတို့သာသူ့ကိုအကူအညီတောင်းရင်ဒီမှာဆက်နေခွင့်ရရုံတင်မကဘူးလေရင်မောင်းခန်းတဲ့အထိတောင်ဝင်ကြည့်ခွင့်ရနိုင်တယ်သူ့ကိုစိတ်ကြည်နဲ့အောင်လုပ်ပေးနိုင်ရင်ငါအဲ့ဒီလေရင်ကြီးကိုတောင်မင်္ဂလာလက်ဖွဲ့တင်တောင်းငွေအဖြစ်တောင်းလို့ရနိုင်သေးတယ်အဲ့ဒီလိုမျောလင်းချက်မဲ့နေတဲ့အတွေးနဲ့အတူသူကရုတ်တရက်တက်တိမွေးပြီးကျမစီပြေးလာကကျမရဲ့လက်မောင်းကိုဆွဲကင်ရင်တောင်းမှန်တိုးရှိုးလေသည်အကိုချန်သူတို့ကကျွန်တော်နဲ့ကျွန်တော်မကိုမောင်းထုတ်ချင်နေကြတာကျေးဇူးပြုပြီးကျွန်တော်တို့ကိုကူညီပေးပါဦးသူကကျမကိုလှုပ်ရမ်းလိုက်တဲ့အချိန်မှာပဲကျမရဲ့လက်ကအိတ်ကက်ထဲကနေကျွတ်ထွက်သွားခဲ့သည်အဲ့ဒီအချိန်တိုင်းမှာတင်ဒင်းကားပြားလေးပြားကလက်ထဲကနေလွတ်ကျပြီးကျမ်းပြင်ပေါ်ကိုတချင်းချင်းမိကကျသွားခဲ့သည်အဲ့ဒီနောက်ချက်ချင်းဆိုသလိုပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့ရသည်အချိန်တွေတောင်တုံဆိုင်ရတန်သွားသလိုပဲရှိသမျှလူအားလုံးရဲ့မျက်လုံးတွေကကျမ်းပြင်ပေါ်ကတောက်ပနေတဲ့ဒင်းကားပြားလေးပြားစီကိုပဲစုပြုံရောက်ရှိသွားကြသည်သူတို့အားလုံးအသက်ရှူဖို့တောင်မေ့လျော့နေကြပြီးတယောက်ကတိုးတိုးလေးရေရွတ်လိုက်သည်အဲ့ဒီအလင်းရောင်ကဒါတွေကအစ်စ်မှန်ကရွမ်ဒင်းကားပြားတွေပဲသူကဒီလောက်ဖိုးတန်တဲ့ရတနာတွေကိုသူ့အိတ်ကက်ထဲမှာဒီတိုင်းထည့်ထားတာလားနောက်တစ်ယောက်ကတုံရီနေတဲ့အတန်နဲ့ပြောသည်ဒီလောက်ချမ်းသာမှုကိုကိုပေါ်မှာစောင့်ထားနိုင်လားဒါဟာတကယ်စီးစိမ်နဲ့မင်းကြီးရဲ့ရုပ်သွင်းပဲရန်ဝေကတော့ဒင်းကားပြားတွေကိုမျက်လုံးအိမ်ကြီးတွေနဲ့စိုက်ကြည့်နေပြီးသူ့ရဲ့လောဘဇောတွေကအထင်းသားပေါ်လွင်နေခဲ့သည်သူကသွားရည်ကြက်မတက်ဖြစ်နေပြီးပတ်စံဒါတကယ်ပတ်စံပဲ TV ထဲမှာပဲမြင်ဘူးတဲ့တရွံတန်ဒင်းကားပြားတွေပဲဟုတိုးတိုးလေးရေရွတ်နေမိသည်ပြီးနောက်သူကကျမကိုချက်ချင်းမောကြည့်ကစိတ်အားထက်သန်စွာပြောလာသည်ခဲအိုအကိုကကျွန်တော်တို့ကိုကူညီပေးတဲ့၍ကျွန်တော်အမကိုအကိုနဲ့ပြန်တွဲခိုင်းပါမယ်တကယ်ပြောတာပါကဲအမအကိုကိုမြန်မြန်တောင်းပန်လိုက်လေဒီလေးရွံကိုအကိုကဘာလုပ်မှမို့လို့လဲအကိုကကျွန်တော်အမကိုသဘောကျနေတာပဲဥစ္စာဒီလေးရွံကိုပဲမင်္ဂလာလက်ဖွဲ့အဖြစ်ပေးလိုက်ဒါဆိုကျွန်တော်နှစ်ယောက်လုံးကိုပြန်ဆင်ပြေဖို့သဘောတူပေးမယ်ဘယ်လိုလဲဒါတကယ်ကိုအကျိုးရှိတဲ့ကမ်းလှမ်းမှုပဲလေအမမြန်မြန်လုပ်လေးရွံကိုမင်္ဂလာလက်ဖွဲ့အဖြစ်ယူလိုက်တော့နောက်ဆုံးမှာတော့လူလူရန်လဲမိမောနေရာကနေတတိပြန်ဝင်လာပြီးသူမရဲ့စပင်တွေကိုအမြန်ပြန်တက်တင်ရင်ကျမစီကိုပြေးလာခဲ့သည်သူမရဲ့အတန်တွေတုံရီနေလျက်ချန်ဖန်ကျမမှားသွားမှန်းကျမသိပါပြီကျမတို့ပြန်တွဲကြရအောင်အဲ့ဒီကောင်စုပ်ကူပူတာကကျမကိုလှည့်စားခဲ့တာပါကျမနှလုံးသားထဲမှာရှင်တယောက်တည်းရှိတာပါဒီညပဲကျမတို့ပြန်ဆင်ပြေကြရအောင်ကျမရှင်းနောက်ကိုအိမ်ပြန်လိုက်ခဲ့မယ်ရန်ဝေကလည်းနောက်ကနေချက်ချင်းထောက်ခံပေးသည်ဟုတ်ပါတယ်အကိုချမ်းကျွန်တော်အမကသူမတော်မှန်းသိနေပါပြီကျွန်တော်တို့နှစ်ယောက်လုံးအဲ့ဒီကောင်ရဲ့လှည့်စားမှုကိုခံလိုက်ရတာပါအခုတော့ကျွန်တော်တို့အားလုံးကိုနားလည်သွားပါပြီအရင်ကလိုအခြေအနေမျိုးစီပဲပြန်သွားကြရအောင်သူတို့နှစ်ယောက်လုံးကဒီလောက်ရှက်မရှိဇလန်းစင်နေကြတာကိုကြည်ရင်ကျမမရေပဲမနေနိုင်တော့ပဲနောက်ကိုဖြည်းဖြည်းချင်းစုပ်ကလက်ခုပ်တီးလိုက်သည်ဟာဟာကျေးဇူးကမ်းတဲ့လူကတော့ဘယ်တော့မှကျေးဇူးသိမှာမဟုတ်ဘူးစောစောကသူမင်းတို့ကိုပေးခဲ့တဲ့တဆင့်ကိုမေ့သွားကြပြီလားစောစောတင်မဲ့သူ့ကိုခဲဦးလို့ခေါ်နေကြတာမဟုတ်လားအခုကြမှာဘာဖြစ်လို့ငါလိုလူရှုံးတယောက်ကိုလာတွေ့ကတ်နေကြတာလဲကျမရဲ့စကားလုံးတွေသူတို့ကိုထိမှန်သွားတဲ့အခါသူတို့နှစ်ယောက်လုံးနေရာတင်စွန့်သွားပြီးစကားတစ်လုံးမှပြန်မပြောနိုင်တော့ပေခဏလောက်တော့သူတို့ဘာလုပ်ရမှန်းမသိပဲလုံးဝလမ်းပြောက်သွားကြသည်အဲ့ဒီအချိန်မှာပဲလေးစိတ်လုံခြုံရေးဝန်ထမ်းနှစ်ယောက်ရောက်ရှိလာတာကြောင့်ကူဘိုဒါရဲ့မျက်နှာကစိတ်လှုပ်ရှားမှုတွေနဲ့လင်းပွင့်သွားပြီးသူကချက်ချင်းပဲလက်ညှိုးထိုးကအော်ဟစ်လိုက်သည်မြန်မြန်အဲ့ဒီနှစ်ယောက်ကိုအပြင်ကိုမောင်းထုတ်လိုက်စမ်းမစ္စတာချန်ရဲ့မျက်စိကိုလာပြီးအနှောက်အယှက်မပေးစေနဲ့ထိုစကားကိုကြားရတဲ့အခါလူလူရန်ရောရန်ဝေပါကျမကိုဗီဇအတိုင်းလှမ်းကြည့်လိုက်ကြပြီးဘယ်သူမှဆိုးဆိုးရွားရွားမပြုတ်မှုရဲကြတော့ပေ
တစ်ချိန်တည်းမှာပဲကူဘိုတာကစိတ်မရှိတော့ပဲအော်ငေါက်လိုက်သည်ဘာတွေစောင့်နေကြတာလဲမြင်အပြင်ထုတ်လိုက်စမ်းငါပြောတာကိုနားမလည်ကြဘူးလားလုံခြုံရေးဝန်ထမ်း၄ယောက်ကတယောက်ကိုတယောက်အကြည့်ချင်းဖလှယ်လိုက်ကြပြီးမောင်နှမ2ယောက်ကိုဆွဲခေါ်ထုတ်ဖို့ရှေ့ကိုတိုးလာကြသည်ဒါပေမဲ့ရန်ဝေကတော့ထိတ်လန့်တကြားရုန်းကန်ရင်အော်ဟစ်နေခဲ့သည်မဟုတ်ဘူးငါဒီနေရာကိုအနိုင်ရောက်လာတာဟယ်လီကော်ပတာတော့မစီးရသေးဘူးဘိုးအင်း948ရဲ့လေယာဉ်မောင်းတန်းကိုတော့မမြင်ရသေးဘူးသူကနောက်ကိုစုံရင်နဲ့ရုတ်တရက်လှည့်ပြီးဟယ်လီကော်ပတာရှိရာစီပြေးသွားတော့သည်ဒါပေမဲ့သူကလေ့ကျင့်ထားတဲ့လုံခြုံရေးဝန်ထမ်းတွေကိုဘလို့မှရှင်းနိုင်မှာမဟုတ်ပေလူယူရန်မှာလည်းကျမ်းပြင်ပေါ်ကိုတွန်းလဲခံလိုက်ရပြီးလုံခြုံရေး2ယောက်ရဲ့မှခေါ်ဆောင်ခြင်းကိုခံရတာကျမရဲ့အရှိတဲ့စီရောက်လာခဲ့ရသည်ထိုအချိန်တွင်ကူဘိုတာကတော့ဒီမြင်ကွင်းကိုဂုံယူဝင်းကြွားစွာကြည့်ရင်ရက်နေစေဖြစ်သည်ကျမရဲ့အတန်ကကြားဖြတ်ထွက်ပေါ်လာတဲ့အထိပါပဲနေဦးသူကြောင့်အန်းသွားပြီးကျမဘက်ကိုတောင်းကြီးလှည့်ကြည့်လာသည်ကျမကသူ့ကိုအေးဆက်စွာစိုက်ကြည့်ရင်ပြောလိုက်သည်ဒီမှာလွတ်ပြရမယ့်နောက်ထပ်အမိုက်တစားရှိသေးတယ်လေအဲ့ဒီစကလုံးတွေသူ့ကိုထိမှန်သွားတဲ့ချက်ချင်းပါပဲသူ့ရဲ့နဘူးပြင်ပေါ်မှာချွေးစေးတွေတိုင်တူစီးကြလာပြီးသူကအတင်းအောင်ပြုံးကထစ်အနဲ့ပြောလာသည်မန်နေဂျာချန်ကျေးဇူးပြုပြီးတေချာစဉ်းစားပေးပါကျွန်တော်ကဒီကမန်နေဂျာလေအဲ့ဒါဘာကိုဆိုလိုတာလဲခင်ဗျာဒါပေမဲ့ကျမကခက်ပြုံးနဲ့ရေမောလိုက်ပြီးပြောလိုက်သည်ငါသိတဲ့လောက်တော့မန်နေဂျာရန်မင်းမအိမ်အောင်ရှိပြီးသားမဟုတ်လားမင်းကကုမ္ပဏီရဲ့ဂုဏ်သိက္ခာကိုဖျက်ဆီးနေတာပဲအခုချိန်ကစပြီးမင်းကိုအလုပ်ကထုတ်ပယ်လိုက်ပြီသူ့မျက်နှာကချက်ချင်းဖြူဆော့သွားပြီးသူကပြတလဲအတင်းရှင်းပြဖို့ကြိုးစားတော့သည်ဟုတ်ပါတယ်ကျွန်တော်မှအိမ်အောင်ရှိပါတယ်ဒါပေမဲ့မန်နေဂျာချန်ကျွန်တော်ဒါပေမဲ့သူ့စကားကချက်ချင်းဖြတ်တောက်ချင်းခံလိုက်ရသည်ဒေါ်ဆန်းငါတို့လေကြောင်းလိုင်းကမင်းလိုလူမျိုးကိုဆက်ပြီးအလုပ်မပေးနိုင်ဘူးထွက်သွားထိုးစကားကိုကြားလိုက်ရတဲ့အခါသူလုံးဝစိတ်လွတ်သွားပြီးဘာကူမှဂရုမစိုက်နိုင်တော့ပဲဒူးထောက်ကအတင်းအနာခံတော့သည်မန်နေဂျာချန်ကျွန်တော်မှသွားမှန်းသိပါပြီကျေးဇူးပြုပြီးကျွန်တော်ကိုနောက်ထပ်အခွင့်အရေးတစ်ခုလောက်ပေးပါဦးကျမဘက်ကဘာတော့ပြန်မှုမှမရှိတာကိုမြင်တဲ့အခါသူကကျမဘက်ကိုလှည့်လာပြီးအတန်တွေတုံနေလျက်မစ္စတာချန်သူကရှင်းရဲ့ရီစာမှန်ကျွန်တော်တကယ်မသိခဲ့လို့ပါတာ၍သိခဲ့ရင်ကျွန်တော်မှအစပေါင်း1000လောက်တက်တိရှိရင်တော့ရှင်းကိုမပြစ်မှားရဲပါဘူးဒါပေမဲ့သူ့ရဲ့တောင်းပန်မှုတွေကဥက္ကဋ္ဌချန်ရဲ့မျက်ဝန်းထဲကစိတ်မရှိမှုတွေကိုသာပိုပြီးထင်ရှားစေခဲ့ပြီးသူကလက်ကိုရိုးရိုးရှင်းရှင်းလေးဝေ့ရန်ပြပြီးအမိတ်ပေးလိုက်ပြီးသူ့ကိုခေါ်ထုတ်သွားလိုက်အဲ့ဒီလိုနဲ့ပဲကူဘိုတာဟာတက်တော့မဲ့ဝက်တကောင်လိုအော်ဟစ်အော်ငေါက်ရင်ဆွဲခေါ်ထုတ်သွားခြင်းခံလိုက်ရပြီးသူ့ရဲ့အတန်တွေတဖြည်းဖြည်းတိတ်ဆိတ်သွားတဲ့အခါမှာပဲပတ်ဝန်းကျင်ကငြိမ်သက်ခြင်းစီပြန်လည်ရောက်ရှိသွားတော့သည်ကျမကတက်ပြင်းတိုးလေးချလိုက်ပြီးနောက်ဆုံးတော့အေးအေးဆေးဆေးဖြစ်သွားပြီဟုပြောကာကျမ်းပြင်ပေါ်ကဒင်္ဂါပြလေးပြားကိုကောက်ယူဖို့ဖြည်းဖြည်းချင်းငုံလိုက်သည်ထိုအခါဥက္ကဋ္ဌချန်ကခက်ပြုံးနဲ့မနေနိုင်ပဲပြောလာသည်မင်းလိုစီးစိမ်နဲ့မင်းကြီးတစ်ပါးကဒီလောက်နေပါတဲ့ပတ်စံပမာဏကိုဂရုစိုက်လိမ့်မယ်လို့ငါမထင်ထားခဲ့ဘူးကျမကလည်းပေါ့ပပပဲပြန်ဖြေလိုက်ပြီးရှင်ကဘယ်လောက်ပဲသေးသူ့မှာလည်းအသားရှိတာပဲအဲ့ဒီလိုပြောရင်လေးယွန်ဒင်္ဂါပြားတွေကိုလေထဲကိုပေါ့ပပမြောက်တင်ပြီးလက်ထဲကိုကြကြနာနာပြန်ဖမ်းလိုက်သည်ထိုမြင်ကွင်းကိုဘေးကအတွင်းရင်မှုမလေးကတော့ရင်းတထိတ်ထိတ်နဲ့ကြည့်နေပြီးစိတ်ထဲကနေလေးယွန်ဆိုတာနဲတဲ့ပမာဏမှမဟုတ်တာတကယ်လို့သူ့လွဲချော်ပြီးရေမြောင်းနဲ့ကျသွားရင်ဘယ်လိုလုပ်မလဲလို့တွေးနေမိသည်သူမအနေနဲ့ချမ်းသာတဲ့လူတွေပတ်စံတွေကိုအလားဟာသုံးဖြုံးတာမျိုးမြင်ဘူးပေမဲ့အခုလိုရွာနှဲငယ်ကိုဖန်ကော်လီလုံးတွေလိုမျိုးပေါ့ပကစားနေတဲ့လူမျိုးကိုတော့တခါမှမမြင်ဘူးခဲ့ပေအဲ့ဒီလိုလွယ်ကူတက်တာပြီးလွတ်လပ်အေးဆေးတဲ့အမူအရာကကျမကိုပို့ပြီးတော့မထိတွေ့နိုင်တော့တဲ့အဆင့်တန်းမြင်မသူတယောက်လိုထင်မဲ့ရစေသည်တစ်ချက်လှုပ်ရှားမှုတိုင်းကကြီးမြတ်တဲ့မျိုးရိုးမြင့်မိသားစုတစ်ခုရဲ့အမွေဆက်ခံသူတယောက်လိုမြင့်မြတ်တဲ့ဂုဏ်သက်တွေနဲ့ပြည့်နှက်နေသည်ဒါပေမဲ့ကျမကိုယ်တိုင်လည်းစိတ်ထဲမှာအနှဲငယ်တော့ရင်ခုန်နေမိသည်အပြင်ပန်းမှာတော့လုံးဝထုတ်မပြခဲ့ပေအဲ့ဒီနောက်မှာတယောက်ကမယုံကြည်နိုင်စရာအတန်နဲ့ပြောလာတာကိုကြားလိုက်ရသည်တကယ်ပဲလားသူကစောတင်ပဲလေရင်တစည်းအတွက်210ယွမ်ကိုမျက်တောင်တစ်ချက်မခတ်ပဲသုံးခဲ့ပြီအခုကျမှ4ယွမ်အတွက်တွက်ကတ်နေတာလားအဲ့ဒီစကလုံးတွေကတာမန်ဝတ်စုံဝတ်ထားတဲ့အတွင်းရေးမှုမလေးကိုလုံးဝစွန့်သွားစေခဲ့သည်ဘာဖြစ်လို့လဲဆိုတော့သူမကစောကအဖြစ်ပြက်မှာရှိမနေခဲ့တဲ့အတွက်ကျမလေရင်ကြီးတစည်းကိုပေါ့ဝယ်ယူခဲ့တာကိုမသိရှိခဲ့လို့ဖြစ်သည်သူမကဒင်္ဂါပြားတွေမြောက်ကစားတာကိုတင်အမြင့်ဆုံးစိန်ခံမှုလို့ထင်နေခဲ့တာဒါပေမဲ့အခုလိုမျိုးအယုံမော်တဲ့တစ်ခုကိုဝယ်လိုက်တာကတကယ်လေရင်အစစ်ကြီးဖြစ်သွားတာနဲ့နှိုင်းယှဉ်ရင်တော့အဲ့ဒါကလုံးဝတခြားစီဖြစ်သွားသည်သူမအနေနဲ့ခါတက်အပြုံးနဲ့ခေါင်းကိုသာရမ်းခါနေမိသည်ဒါဟာမဟာတထေးကြီးတွေရဲ့ထူးဆန်းတဲ့ဝါဒနာတစ်ခုလားလို့တွေးတောနေမိတော့သည်ထိုအချိန်တွင်ဥက္ကဋ္ဌချန်ကကျမကိုကြည့်ပြီးပြောလာသည်ကဲပါနောက်မနေပါနဲ့တော့ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်မင်းကငါ့ရဲ့ဒေါသတွေကိုရင်ဖွင့်ဖြေဖျောက်ပေးလိုက်တယ်လို့ပဲဒါပေမဲ့လူတွေကအကြောင်းမရှိပဲဘာမှမလုပ်ကြဘူးလေတခင်လေးချန်မင်းလိုနှိမ့်ချတတ်တဲ့လူကတခုခုကိုလိုချင်လို့တောင်းဆိုတာမျိုးရှိရမယ်မဟုတ်လားပွင့်ပွင့်လင်းလင်းသာပြောစမ်းပါကျမကလည်းခပ်ပါရေမောလိုက်သည်ဟာဒါကအဲ့ဒီလောက်တောင်တိတာနေတာလားသူကခေါင်းညစ်ပြသည်အရန်တိတာတယ်ဒါနဲ့ကျမကပြောလိုက်ပြီးကောင်းပြီအရင်ဆုံးစားတော့ကြတာပေါ့စားရင်တောက်ရင်စကားပြောကြမယ်ကားပေါ်တက်ပါအဲ့ဒီလိုနဲ့ပဲမြင်ကွင်းကပြောင်းလဲသွားပြီးမကြခင်မှာပဲကျမတို့2ယောက်လုံးတက်ရက်လာပါတဲ့ကဖေးဆိုင်လေးတစ်ခုထဲမှာထိုင်နေကြတာသူကခုံနောက်မိကိုမိလိုက်ပြီးပြောသည်ကဲအခုပြောပါဦးမင်းအဲ့ဒီဘိုးအင်း948လေရင်ကြီးကိုဘာလို့ဖို့စီစဉ်ထားတာလဲကျမကပခုံးကိုပေါ့ပဲတွန်းပြလိုက်ရင်ဘာလို့ရမှာလဲဒီအတိုင်းထားလိုက်ရုံပေါ့ငါကလေရင်အောင်မမောင်းတတ်တာသူ့ကိုပြကွက်မော်တဲ့အကြီးစားကြီးတစ်ခုလိုသဘောထားပြီးထားလိုက်တာလည်းမဆိုးပါဘူးသူကကျမကိုဘလို့ပြန်ပြောရမှန်းမသိတဲ့အကြီးနဲ့စိုက်ကြည့်နေသည်210ယွမ်တန်လေရင်ကြီးတစ်စီးကိုအလှပြဖို့တက်ပဲတဲ့လားပြီးမှသူကခေါင်းကိုရမ်းခိုင်ရင်ပြောလာသည်ငါဆိုလိုတာကသူကဒီတိုင်းလက်ကားထိုင်နေမဲ့အတူတူငါတို့လေကြောင်းလိုင်းကိုငှားရမ်းပေးပါလားဈေးနှုန်းကိုတော့ညှိနှိုင်းလို့ရပါတယ်ကျမကမျက်ကုံးကိုအနှဲငယ်ပင်းလိုက်ရင်ငှားရမလို့လားမင်းတို့ရဲ့နာမည်ကြီးလေကြောင်းလိုင်းကလေရင်တွေပြက်လက်နေလို့လားသူကစိတ်ပြက်လက်ပြက်တက်ပြင်းချရင်ပြက်လက်တာမှအသေးအတန်ပြက်လက်နေတာငါတို့မှာလေရင်အစီး20ရှိတယ်ဆိုပြီးအပြင်ပန်းအထင်ကြီးစရာဖြစ်နေတာကိုမယုံနိုင်နဲ့အဲ့ဓာတွေကအလှပြတတ်ပါပဲ
သူကလေရင်အစီး20ရှိတယ်လို့ပြောတဲ့အခါကျမကစိတ်ထဲကနေခပ်ပေါ်ပေါ်ပဲတွက်ချက်ကြည့်ပြီးရေရွလိုက်မိသည်အာ20လားလေရင်တစ်စီးကိုထိခိုက်ပျက်စီးမှု6တူညဝန်းကျင်လောက်ရှိမယ်ဆိုရင်တော့စုစုပေါင်း120တူညပဲရှိတာမင်းကငါ့ကိုဒီလောက်သေးငယ်တဲ့ပတ်စံပမာဏလေးကိုတော့မင်းတို့မတတ်နိုင်ဘူးလို့ပြောနေတာလား120တူညသေးငယ်တဲ့ရွံဆိုတဲ့စကားလုံးတွေကျမရဲ့ပါဇက်ကထွက်လာတဲ့ချက်ချင်းမှာပဲအဲ့ဒီစကားကချန်ဟန်ကိုအုတ်ချက်တွေနဲ့ထုလိုက်တယ်လို့မျိုးခံစားသွားရစေတာသူတောက်နေတဲ့ကော်ဖီတွေတောင်တိမတက်ဖြစ်သွားပြီးကျမကိုအတိတ်ပဲမရှိတာတွေပြောနေတဲ့လူတစ်ယောက်လိုစိုက်ကြည့်ရင်ပြန်ပြောလာသည်ညီလေးမင်းကလူတိုင်းကပတ်စံကိုမင်းလိုပဲအပေါ်ပါသဘောထားကြတယ်လို့ထင်နေတာလားထိတ်တန်းလေကြောင်းလိုင်းတွေတောင်လေရင်တွေကိုအပိုင်ဝယ်တာမျိုးရှားပါတယ်အများစုကဘန်တွေစီကနေငှားရမ်းကြတာလေရင်တွေကအရန်ဈေးကြီးလွန်းလို့ငါတို့တစ်နှစ်ပတ်လုံးအတေလဲအလုပ်လုပ်ရင်တော့ရတဲ့အမြက်ကလေရင်တောင်မှတစ်ဖက်ဝယ်ဖို့တောင်မလောက်ဘူးကျမကမျက်မှောင်ကျုပ်လိုက်ပြီးပြောလိုက်သည်ဒါဆိုမင်းကလေကြောင်းလိုင်းတစ်ခုကိုထောင်ထားပြီးတော့ရွှန်အနေငယ်ပဲတန်တဲ့လေရင်တစ်စီးကိုတော့မဝယ်နိုင်ဘူးလို့ပြောနေတာလားဒါဆိုကုမ္ပဏီတစ်ခုကိုဆက်ပြီးလဲပတ်နေအောင်မယ်စားရွာပြန်ပြီးလဲပဲဆိုင်လိုက်တော့လေထိုစကားကိုကြားရတဲ့အခါသူကရင်ဘတ်ကိုတုံယူနဲ့ဖိလိုက်ပြီးနှလုံးရက်တော့မဲ့လူလိုမျိုးဟန်ဆောင်ကတိုးတိုးလေးညီးတွားရှာပြီးဖျားရည်ဒါတွေကလူပြောတဲ့စကားတွေဟုတ်ရဲ့လားရွာအနေငယ်တန်တဲ့လေရင်တစ်စီးကိုမဝယ်နိုင်ရင်လဲပြန်ဆိုင်ရမယ်တဲ့ဒါဟာလူချင်းချင်းကြားကကွာဟချက်တကယ်ပဲလားသူပြောတာကိုနားထောင်ရင်းနဲ့ကျမရဲ့စိတ်ထဲမှာတစ်ခုခုကိုရုတ်တရက်သတိပြုမိသွားသည်နေဦးဒါဆိုသူတို့လေကြောင်းလိုင်းကတစ်နှစ်ကိုတန်းနဲ့ချီပြီးဝင်ငွေရတဲ့အဆက်မပြတ်အလုပ်လုပ်ရတယ်ဒါတောင်210ရွာအသားတင်အမြတ်မချမ်းဘူးပေါ့ပြီးတော့မှပို့ပြီးယူသွင်းစရာကောင်းတဲ့အချက်တစ်ခုကိုသဘောပေါက်သွားသည်ငါရဲ့စနစ်ကငါ့ကိုလာစဉ်ဝင်ငွေပေးနေတာပဲငါဆိုရင်သူတို့ကုမ္ပဏီတစ်ခုလုံးကိုအပိုင်ဝယ်လိုက်လို့ရပြီးပတ်စံတွေတောင်ပို့နေအောင်ပါကျမစိတ်ထဲကနေမချစ်မရဲတပြင်းချလိုက်မိသည်ဒါကတကယ်ကိုမတန်တဆလွန်နေပြီသူကကျမကိုတတိထားပြီးလှမ်းကြည့်ကမေးလာသည်ဒါဆိုမစ္စတာချန်အဲ့ဒီစကားကမင်းသဘောတူတယ်လို့ဆိုလိုတာလားကျမကပေါ့ပေါ့ပပပဲခေါင်းညှိပြလိုက်ပြီးဒါပေါ့သူ့ကိုဒီတိုင်းပစ်ထားရင်တန်ချီတက်သွားမှာပဲဥစ္စာစီဖိုးလေးပါလေးပြန်ရအောင်တုံးလိုက်တာကမှတော်ဦးမယ်ကဲစာချုပ်ချုပ်ကြစို့သူ့မျက်နှာကချက်ချင်းဝင်ပါသွားသည်အလွန်ကောင်းတာပေါ့ငှားရမ်းမှုစီကံချက်တွေအတွက်တော့ငါတို့ဗန္ဒာရေးဆိုင်ရာငှားရမ်းမှုပုံစံကိုအသုံးပြုမှာဖြစ်ပြီးပြန်လည်ရရှိမဲ့အမြတ်နှုန်းကို3လတစ်ကြိမ်တွက်ချက်သွားမှာဖြစ်ပါတယ်ဒါပေမဲ့ကျမကစိတ်မရှိစွာနဲ့လက်ကိုဝေးရမ်းပြပြီးသူ့စကားကိုဖျက်ပြောလိုက်သည်ကဲပါအဲ့ဒီအဓိပ္ပာယ်မရှိတဲ့စကားတွေကိုတော်လိုက်ပါတော့ငါ့ကိုတက်တဲ့ပဲပြောစမ်းပါဒီလေရင်ကနေပြုပြင်ထိန်းသိမ်းမှုနဲ့စီဖိုးတွေအားလုံးကိုဖယ်လိုက်ရင်တစ်နှစ်ကိုအသားတင်အမြတ်ဘယ်လောက်ထွက်မလဲသူကခဏလောက်စဉ်းစားပြီးပြန်ဖြေသည်တစ်နှစ်ကို300ဝန်းကျင်လောက်ပေါ့ကျမကြောင်အန်းသွားပြီးဇဝေဇဝါနဲ့ရောင်းရမှာလားသူကခေါင်းကိုအမြန်ရမ်းခါပြရင်မဟုတ်ဘူး300ရွမ်ကျမသူ့ကိုမယုံနိုင်စရာအကြီးနဲ့စိုက်ကြည့်မိသည်မင်းကငါ့ကို210ရွမ်နဲ့ဝယ်ထားတဲ့လေရင်တစ်စီးကနေအရင်ပြန်ကြေးဖို့အတွက်တင်10နှစ်ဆောင်ရမယ်လို့ပြောနေတာလားမင်းကစီးပွားရေးလုပ်နေတာလားဒါမှမဟုတ်ပရာဟိတလုပ်နေတာလားသူကစိတ်ပြက်လက်ပြက်တက်ပြင်းချရင်ဈေးကွက်ရဲ့သဘောကဒီလိုပဲလေလေရင်တစ်စီးရဲ့တက်တန်းက20ဝန်းကျင်ပဲရှိတာပထမ10နှစ်ကအရင်ပြန်ပေါ်ဖို့ဖြစ်ပြီးနောက်ထပ်10နှစ်ကမှအမျက်စစ်မှန်ဖြစ်တာဒါဟာတကယ်တော့အကျိုးအမြတ်မြင်မာတဲ့လုပ်ငန်းတစ်ခုလို့သတ်မှတ်လို့ရပါတယ်ကျမကခေါင်းကိုအနှဲငယ်ရမ်းခါလိုက်ရင်ထားလိုက်ပါတော့အသားလေးနည်းနည်းပဲရှိရင်တော့အသားကအသားပဲမဟုတ်လားပြီးနောက်ကျမကခုံကိုခက်အေးအေးပဲမိလိုက်ပြီးပြောလိုက်သည်ကိစ္စတွေကိုအများကြီးရှုပ်ထွေးမနေစေနဲ့တော့မင်းပြောတော့တစ်နှစ်ကို300ဟုတ်တယ်မလားဒါဆိုငါစီကိုတစ်လားကို25ရွန်နှုန်းနဲ့ပဲဓာတ်ရိုက်လွှဲပေးလိုက်တော့အဲ့ဒီအတော်အတွင်းလေရင်ကိုမင်းကြိုက်တယ်လို့သုံးနိုင်တယ်ဒါကိုကျေးဇူးတုံ့ပြန်တာလို့ပဲသဘောထားလိုက်ထိုစကားကြောင့်သူခဏလောက်ကြောင်အန်းသွားပြီးသူအခုတင်ကြားလိုက်ရတဲ့စကားကိုလုံးဝမယုံကြည်နိုင်တယ်လို့ဖြစ်နေခဲ့သည်ဒါပဲလားအာမခံချက်လည်းမလိုဘူးဘာကတိစာချုပ်မှလည်းထပ်မလို့ပဲတစ်လကို25ရွန်ပေးတယ်လားဒါကအများသုံးစပိတ်တစည်းကိုငှားစီးတာနဲ့တောင်မတူနေဘူးလားကျမကသူ့ကိုတင်းငိမ်စွာစိုက်ကြည့်ရင်ပြောလိုက်သည်ကဲမင်းလုံးမလားမလုပ်ဘူးလားသူကချက်ချင်းပဲစိတ်လှုပ်ရှားစွာနဲ့ခေါင်းကိုအမြန်ကြီးပြလာသည်လုံးမပေါ့အခုချက်ချင်းစာချုပ်ချုပ်ကြစို့ပြီးနောက်တစ်စက္ကန့်မြပင်အချိန်မဖြုံးတော့ပဲသူကစာချုပ်ကိုကျွန်တော်ထံရိုရိုသေးသေးကမ်းပေးလာသည်ကျွန်တော်စာချုပ်ပေါ်မှာလက်မှတ်ထိုးပေးပြီးတဲ့နောက်သူကအကျဲသားပြုံးလိုက်ပြီးပြောလာသည်မစ္စတာချန်မင်းနဲ့စီးပွားရေးအတူတူလုပ်ရတာတကယ်ကိုဝမ်းသာစရာပါပဲနောက်လဲဒီလိုမျိုးသေးငယ်တဲ့အပေးအယူလေးတွေရှိရင်ကျွန်တော်ကိုမဖြစ်မနေဆက်သွယ်ပေးပါဦးခင်ဗျာမကြခင်မှာပဲတစ်လကို25ရွန်ပုံမှန်ဝင်ငွေရရှိတော့မဲ့အခွင့်အရေးကိုလက်ထဲမှာစုပ်ကင်ထားရင်ကျွန်တော်ခက်အေးအေးပဲထိုင်နေရကနေခုံနောက်မီကိုအနှဲငယ်မိလိုက်ပြီးစိတ်ထဲကနေတွေးနေမိတော့သည်ဟောဒါဟာဘာမှမလုပ်ပဲပတ်စံတွေအလိုလိုဝင်နေတဲ့ပြင်းစရာကောင်းတဲ့ဘဝအတိတ်ပဲဆိုတာမျိုးလားဟုတ်လား